တင်ဆက်လေးတောက်ချင်းသည်တင်နှင့်တစ်ပံဝင်းကျင်ရှိလူများ၏ကျမ်းမာရေးကိုစိုးရွားစွာထိခိုက်ပျက်စီးစေပါသည်ရှင်းမှာတက်စီးနဲ့လောက်တယ်မတွေ့ဘူးလားအာရဟိုးမဲ့ခွာတီးတယ်အဲ့ဂျန်နေအောင်လားလာလေကမတက်လေရောက်တယ်လေအဲ့ခွင်းနေတယ်တက်အဲ့ခွင်းနေတယ်အေးတက်ဟဲ့ဘာလို့ဒီကားလေဟေးဟောလာတက်ပါဟောတက်ဒီကားပေါ်တက်လိုက်ပါ ကိုမင်းတို့မောနေပါပေါ့ နေပါဗျာ အော်လက်ဆက်တော့မင်းတို့ကစောင့်နေတာဟုတ်မင်းနဲ့ငါနဲ့တွေ့အောင်မယ်ကွာဟဲ့မင်းတို့ ရော့ဒါလေးဝါဟုတ်ဒီတော့မှမစားအောင်ပြောနေ ကျေးဇူး မင်းတို့ကမိုက်ရိုင်းတဲ့ကောင်ကွာမင်းနဲ့ငါနဲ့တွေ့မယ်မင်းနဲ့ငါနဲ့မေသူကိုကားနဲ့လိုက်ခဲ့ပါမေသူကလည်း ရှင်ဘလို့ဖြစ်နေတာလဲမလိုက်ပါဘူးဆိုရင်ကတိကတ်တက်နေ လာပါကွာဒီကောင်းမှနေရာလဲရလည်းမဟုတ်ပဲနဲ့ ဒီမှာလူတွေအများကြီးပဲ ဂယုမဆိုင်ဘူးကွာကားတကားမွင့် ဟုတ်ကဲ့အဲ့မင်းတို့ပြည့်လေထွက်တော့လေကွာလာထောက်နေဣဇဝဲလာဆွဲရင်ဒုက္ခပဲတို့ကတော့ငတ်နေတာမသိပါဘူး တော်စမှာရှင်ရှင်လို့လိုက်တော့ ငါလည်းကွာ အော်တော်စမှာ ဟောဘလူတွေများဖြစ်နေလည်းမသိပါဘူးဒုက္ခ အဲ့မင်းတို့လူပြည့်လေထွက်လေကွာ ကောင်းပါဗျာခင်ဗျားလည်း ရတယ်ပြေးတွေ့ကြသေးတာပေါ့ကွာ အစီခုမှကျွန်တော်ကကြံခဲ့ပြီ အားထားတယ်ကွာတော့မပြန်လေကြာ မမီလာရမင်းတို့ဟမ် ဒီလိုဘလူများဖြစ်နေတော့ကွာရှေ့ကနေစင်းညွန့်လာပြီးတော့တင်းသွားပြီကွာတွေ့မယ်ခီးတယ်အားလုံးခိုင်းရတော့အဲ့ရှေ့ကောင်ဖိုက်ပြီမင်းတို့ဒါလို့လာမစမ်းနဲ့
စီးရတဲ့တိုင်းကကိုဝါ ဒီဆိုင်ရှင်ကိုခေါ်လိုက်စမ်းခေါ်တယ် ဒီဆိုင်ရှင်ကငါပဲမင်းကမရကောင်းလေ ဖေးရှင်းလိုက်တာစကားပြောဟမ်အေးမင်းဆိုင်ရှင်ဆိုရင်နားတော့မင်းပတ်စံချီထားတဲ့အကျွေးရှင်ငါဘောစာလွတ်လိုက် ငါဆက်ပြီးသွားပြီလေကွာအပစ်ဆန်ကို သိတယ်မင်းပတ်စံဆက်တဲ့နေ့တော့1000တန်အုပ်တအုပ်ထောင်တန်14ရက်ညက်ပြီးဂျင်းထက်တယ်မှတ်မိ ဒီ3,400,000လောက်များကွာလာပြီးစင်းထဲမှာထည့်ပြီးပြောနေတယ် ဟာပတ်စံ3,400,000ကိုပြောနေတာမဟုတ်ဘူးကွာငါဘောဆိုမင်းဂျင်းထက်လိုက်တာကိုမကျင်နဲ့လို့လာဟဲ့3,400,000ဆယ်စား14သိန်းကူပေး ဟဲ့ငါပတ်စံပြန်ဆက်တော့ကသူ့ဖန်နေသူဒီပတ်စံကိုမကြီးပဲနဲ့သွားတာငါနဲ့ဘာမှမဆိုင်ဘူးရောက် ခင်ဗျပေးတယ်စီတာမြဲပေးလိုက်ပါဗျာကြောက်သေးတော့မယ်ဗျာ ငါပေးရမယ်လား
ငါနဲ့မင်းနဲ့ဘာဆိုင်လို့ဒီကောင်ငါပတ်စံပေးရမှာလေ ဆိုင်ဗျာခမရမပေးရင် तू ကကြောက်ကိုနှိမ့်စမှာဗျာ ငါမပေးတာနဲ့မင်းဟိုဒီကောင်ကနှိမ့်ဆက်မှာဟဲ့လား ပြရပါဗျာဒီမပေးရင်ကျုပ်တီတော့မယ်ကျုပ်တီတော့မယ် ဟာဟဲ့ဟုတ်လေဘာလုံးနေကြလဲစကားကိုဖုံးဆက်ကွာ ဟဲ့လေကြိုက်တော့ဆက်စမ်းကွာဟဲ့ငါပြန်ထွက်လာတဲ့နေ့ကအဲ့ဆက်တဲ့ကောင်ရဲ့နောက်ဆုံးနေ့ပဲပြီး တော့နေလေကွာ ဆက်ခိုင်းနေရဆက်ခိုင်းလား ယောက်ျားမလေးယောက်ျားရဲ့မလေးယောက်ျားဘာလို့ဆုံးလုပ်ကြလဲယောက်ျားရဲ့လားမိမအိမ်ပြန်လိုက်စမ်းပါလာပါယောက်ျားဒေါသကိုရှော့ပါယောက်ျားရဲ့ယောက်ျားထောင်ထဲပြန်ရောက်သွားရင်မိမဘသူ့အားကိုးပါလဲလာပါ ငါဒီမိမကွာငါကိစ္စတွေဝင်ပေါ်တော့ပြောတာနော်ဒီလိုက်တာဟဲ့လားအဲ့မကျွေးတော့မှာတော့နင့်အောင်ရင်တက်မှာဟောတာပြီလားဒါနော် ဟာဟဲ့မင်းတို့နေဒီမှာလာပြီးကြံကာဖြစ်မနေနဲ့ပေးတာပတ်စံ55သိန်းဟောမြန်မြန်ပေးသားမှာ ကြားတယ်ကွာ ရောဒီမှာပတ်စံ55သိန်းပိုတဲ့ပတ်စံပြန်မပေးနဲ့တော့တော့မင်း အေးမင်းအစောကြီးတွေတော့လဲပေးနေတဲ့ကိစ္စကိုဟာဟဲ့မပတ်ဆက်ရနော်တွေ့လားအေးနေနဲ့ငါအိမ်ရောက်တွေ့မယ်လာစမ်းမသားမ ညာစက်တိုက်ထားတယ်ကွာအဲ့ဒီမတာမဆိုတဲ့စကားလုံးမပါပါဘူးအခုဘာဖြစ်လို့ယူချတယ်မှာမတာမပါလာလေတော့တော့ ဘောဆဲဟိုသူများတွေကြောက်အောင်လို့ဟန်ဆောင်ပြီးပြောရင်းနဲ့လက်လွန်သွားတာပါမိမရဲ့ လက်လို့ကတော့ဘာသာတော့အဲ့ဒီဘာသာပေါက်ကြလို့နော်ဘာသာပေါက်ကြလို့နော်ရှင်ကကျမကိုအိမ်မှာချက်ပါတော့မကြည့်မနဲ့ဖြစ်နေမလားအဲ့ဒါကြောင့်ရှင့်ရင်နဲ့မကြည့်တဲ့ချက်တွေကိုလူကြားထဲမှာပေါက်ကွဲပြီးထွက်လိုက်တာမလားမတာမဆိုစကားလုံးပါလေဘာပြောနေသေးလဲ မပါဘူးမိမရဲ့ယောက်ျားလေးသူများကြောက်ပြောတာပါယောက်ျားမိမဘယ်တော့အဲ့လိုပြောရလို့လေမိမရဲ့ ပြောရလို့လားပြောချင်သေးတယ်ပေါ့ဒီပါစပေါက်ကြပြောချင်တယ်ပေါ့ပြောချင်လိုက်ပြောချင်လိုက်ပါ ပြောပါဦးမပြောပါဘူးမိမရဲ့โอ้ငါရှာရှိတာဒီကောင်ရှာရှိတာစက်တိုက်ထားတဲ့ပြောလိုက်ပြီးရောရှာရှိပြီးမတာမလို့ ဘာလို့မဝသေးဘူးလားဟမ်ဘာပြောလဲပြောစမ်းငါမကြောက်ပြမနေလားဟမ်ဘာပြောရလဲ မပြောပါဘူးမပြော ပါစက်ကိုစို့ထားအဲ့ပါစက်ကိုနည်းနည်းစို့မပြောလိုက်ချင်ဘူးဟာငါမှာတော့လေယောက်ျားတက်တူးအားကိုနဲ့လူမရုပ်ဖန်စီးပွားရှာနေတာကိုလူပုံတွေမှာလင်းကြောက်ပါကြီးလှုပ်ပြီးပတ်ပိုးပေးလိုက်ရတာကိုညီလိုက်ရတာအဲ့ဒီဂျေစုတရားကိုဘာတော့အခွင့်အရေးဟမ်ငါမတာပါစေပြောနေရလားပြောစမ်းဘာအဲ့ဝိုင်းလိုက်ပါလား ဘာလဲကြောက်ကုန်လားဒီမိမရဲ့တောင်းပါလေမူးရင်မရပါနဲ့တောင်းပါ မူးရင်အခုမှတော့ခါစားရှိသေးဘာမှမမူးသေးဘူးမရရသေးဘူးနင်ကငါ့ကိုရစ်တယ်လို့ထပ်ပြောပြပြီလား မပြောပါဘူးကြောက် ငါတက်လိုက်မလို့တေတော့ပဲ ကဲတက်လိုက်တော့တေသွားတာမအေးဦးပဲဟုတ်တယ်ပတ်စံလဲရှာပေးရတယ်ရှာလဲကျွေးရတယ်မူးလာတယ်အရစ်ခံရတယ်ဒီအရက်သမားလင်ပြတာဘလောက်ကန်ဆိုလဲ ဟဲ့ငါဆိုလည်းဒါမှမဟုတ် အေးမေတို့ ဘာလဲ ဟောမင်းရလေကွာမင်းကငါလာတောင်းမှန်တာကွာမင်းကလေဖြည်းပြောပါမင်းကနေသမမနေ့ကတလိုင်းနေမောင်းတဲ့ driver ကြီးမင်းဘာဖြစ်ရတာ ကြောင်တော်မလုံးနဲ့နော်ခင်ဗျားတို့သိကြည့်ရတာမဟုတ်ဘူးကျုပ်ကကျုပ်ကောက်အေးစေးမောင်းနေတာခင်ဗျားပြဿနာလာရှာတာ မင်းရလေကွာငါလည်းရုပ်တရက်ဆိုတော့နည်းတော့တင်းသွားတာပေါ့မင်းမဲစဉ်းစားကြည့်လေကွာရှိနေစော်တယ်အကုန်လုံးကငါကားပေါ်တယ်မင်းကားပေါ်အကုန်တိုးတက်တာလေငါကောင်းမှရှိစုမဲ့စု9ရောက်တော့မှမင်းကားပေါ်ပါသွားတယ်မင်းစဉ်းစားကြည့်ငါလိုက်ဆွဲလို့တော့မင်းငါအယူကြီးကြနေတာပဲ ဒါတော့ဗျာကျုပ်ရဲ့ဥပဒေရုပ်ကြောင့်ဖြစ်တဲ့ကိစ္စတွေပါကျုပ်လည်းမတတ်နိုင်ဘူး လာတောင်းမှန်ငါမှဖြစ်နေတယ်အဲ့ကိစ္စထားလိုက်ပါတော့ဟိုမင်းကမေးမယ်နဲ့မမေးပြသေးလို့ငါအခုမင်းကိုမေးတော့ပဲမင်းမှာကွာကိုပိုင်တက်စီတစ်စီးလုံးရှိရတယ်နဲ့ဘာဖြစ်လို့ YBS လာမောင်းရတာ ဒီကိစ္စတော့ရှင်းပါတယ်ဗျာ YBS မောင်းရတာပျော်လို့ဟေးပျော်လို့ ဟာမင်းရတော့ဇေယိုင်ပေါင်းစုံလူပေါင်းစုံနဲ့ဆက်ဆံနေရတယ်ဘာမှပြောစရာကောင်းလို့လေ ကျုပ်ဘွားကြောင့်လည်းခင်ဗျားသိရတာနဲ့ဗျာကျုပ်ဘွားမှာလေအဖေတို့အမေတို့ပေးခဲ့တဲ့အိမ်တစ်လုံးကားတစ်စီးနော်
ကျုပ်တယောက်တည်းစားဖို့တောက်ဖို့ရတော့ဗျာဟိုကားကိုအငှားချတာနဲ့တယ်ကိုကျုပ်ဘာမှပူရအောင်မလို့ အေးလေအဲ့ဒါကြောင့်ဘာဖြစ်လို့ YBS မောင်းရတာလဲဆိုတော့ငါသိချင်နေတာ ကျုပ်ကတကူရေးတကားသမားဗျာအိမ်မြန်သွားလို့ရှိရင်ကျုပ်ကိုကျုံးမဲ့သူဆိုတော့အိမ်ကတော့ကတော့ကြီးပဲရှိတာအရင်ပြင်းနေဗျာအခု YBS မောင်းတော့ကျုပ်ခီးတွေအများကြီးနဲ့တွေ့ရတယ်ဘယ်တော့ပြောစရာကောင်းလဲခင်ဗျာ ဖြစ်မှဖြစ်ရလေကွာ ဘောစီဟိုဘောစီကျွန်တော်အရေးကြီးတဲ့ကိစ္စပြောကြချင်လို့ အေးပြောလေ ရမင်းကိစ္စခဏတာငါကိစ္စအရင်ပြောမယ် ဟိုအစီဟိုဒီကိစ္စအရေးကြီးတယ်လေ နေသားမှာကွာငါသားအရေးကြီးတယ်တဲ့ကဲသားပြော ဒယ်ဒီ အေး တာမေသူကျော်နဲ့တော်တော်လေးကိုအဆင်ပြေတယ် ဟာဟုတ်လားဟာဝမ်းသာစရာပဲကွာဒါမင်္ဂလာသတင်းကွာအဲ့လိုဖြစ်နေရမှာငါသား အစီဟိုအစီကိစ္စပြီးကျွန်တော်ဆက်ပြောလိုက်တော့ နေသားမအောင်မင်းကိစ္စဆိုတာလေငါလည်းသိပြီးသားပါကွာဒီဘာမဟုတ်တဲ့ကိစ္စတွေသေးသေးလေးကိုနောက်မှဒယ်ဒီကိုပြောပြတယ် အဲ့တော့ငါဘောမှာလေငါသားအရေးကြီးဆုံးပဲနော်မင်းမပြောနဲ့နောက်မှအေးစေးပြောဒါအရေးကြီးတယ်ဆိုပြော ဒယ်ဒီတော့မင်္ဂလာတော့ heavy ဆောင်ပေးရမှာနော် ဩငါသားလေကွာဒယ်ဒီပြောထားပြီးသားပဲသားဘက်ကသာလေမေသူကျော်ဒယ်ဒီအိမ်ကိုအပါရလောင်တာခေါ်လာခဲ့နော်ဒယ်ဒီကအားလုံးဂရိတီစီရမယ်ကွာ ကြိုက်ပြီစိတ်ချသားရအောင်ခေါ်လာခဲ့မယ်နော် โอเค ဒယ်ဒီဂရီတီရမယ်နော် အော်တီတာပေါ့ ကြည့်ရတာအဲ့ဒါငါဒယ်ဒီကိုကွာ အေးမေသူကျော်ဟောဟဲ့ရေးကြည့်တယ်ဆိုအခုကြတော့လေမင်းကငြိမ်းနေပြောစရာကြီးပြောပါလေ ဘောစီရဲ့ဘလုံးလက်ခွဲတိုင်းတော်တော်များများအဖမ်းခံလိုက်ရပြီလို့ ဟောဒါလေးဟာဘလို့ငါလက်ခွဲတိုင်းနေဖန်ခါရတယ် ဟုတ်တယ်လေ အမကြီးဟာတလောက်ရေးကြည့်တဲ့တဲ့မင်းခုမှပြောသလား ဘောစီပဲငါသားတော့အရေးမကြီးဘူးဆို မဟုတ်ဘူးလေကွာမဟုတ်ဘူးလေဒါအောင်မင်းအရင်ပြောမှာဟုတ်ပေရာယူကတမျိုးကွာတော့ကောပဲအဖေဖန်ခါမဲ့ကိစ္စကိုပြသေးသေးလေးတဲ့ဒီသူယူရမဲ့ကိစ္စကျတော့ရှေ့တန်းတင်ပြီးပြောသွားတဲ့ခေါင်းဟောမင်းတော့ခွေးတော့ပြောမထားဘူးအဆွေးရဒီဘက်လဲဒီဘက်လဲပါဆိုကိုဟာအဲ့လိုလားကိုဟုတ်ဒီဘက်လဲပါကျင့်စိတ်ကောက်နေပေါ့ဒီဘက်လဲစိတ်မဆိုးပါနဲ့တော့ကိုရဲ့နော်ဒီလိုလောက်တာစနေမကြိုက်ဘူးကွာကိုလည်းသိရတာနဲ့ဟော ဖုံမကြိုက်တာလေကိုရီချင်းငယ်ငယ်လေးတွေကလည်းချစ်လာကြတယ်မိဘလည်းလက်ထပ်ဖို့လည်းသဘောတူလာကြတယ်ကိုကြီးစားဒါလေးကြံတော့ခေါင်းအဲ့လောက်တော့ရိုက်ဖို့မကောင်းပါဘူးစနေရဲ့ အဲ့ဒါတော့ကွာစီကန်းဖောက်တာ哦လက်မထက်ရခဲ့တဲ့အချိန်ထိစန်ဒီကိုအဲ့လိုလောက်တိုင်းမကြိုက်လို့ပြောပြီးသားပဲ ဟာစနေကိုဘက်ကလည်းတစ်ချက်လေးငဲ့ကြည့်ပါအောင်ကွာကိုမှမြင်သားမြင်မကျင်ရဘောကြီးနဲ့ပြီးတော့ဟိုဒီကိစ္စအသားပစ်ပေါ်မယ်ကိစ္စမှမဟုတ်တာ ကိုကလည်း miss ပြိုင်ပွဲပြီးရင်ဖြစ်လက်ထက်ရရမယ်ဟာခဏလေးတော့တီးခန့်ဆောင်မယ်နော်ပြီးတော့ training ဆရာမလည်းမှာထားတယ်ပြိုင်ပွဲမပြီးမချင်းနဲ့ဟိုအနည်းထိုင်ဆင်ရမယ်လို့ပြောထားလို့
ကိုနော်တိခတ်မယ်နော်ဒီမှာပါတယ် တီးခံတယ်ဘယ်နဲ့လူကြားလို့မှမကောင်းကိုမကြခင်လဲတော့မဲ့ချစ်သူကိုကြံပြီးတော့အရိုက်ခံရတာတဲ့ဟိုနောက်ပြီးတော့မနေ့ကဆရာဝန်ကမေးတယ်ဘာလို့အရိုက်ခံရလဲဆိုတော့ခုမှဘာပြောမှန်းတော့မသိဘူး ဘာလဲအဲ့ပြောမနေပါနဲ့တော့နော်လိမ့်ပါ ခိုက်တယ်အမူးပဲဟုတ်တယ်အရင်မူးနေ စားလိုက်လည်းပေါ့ပါကွာ တကယ်မူးလို့မူးပဲပြောတာတကယ်အော်ကဲဘယ်လိုလဲညသာအဆင်ပြေသွားကြရင်မှာ ကဲပါသားရေတမီးစားအန်ဒီယာပဲဂျာတောင်းမှမှာတယ် ဟောတောင်းမှကြမလို့ပါဘူးတမီးစိတ်တူအောင် तू ကဘာတွေလုံးမမသိတာကဲတမီးပြောသမောင်တမီးကို तू စိတ်တူအောင်ဘာတွေလုပ်လဲတမီးကွယ်ရမှာ तू ဖောက်ပြန် မဖောက်ပြန်ပါဘူးအကေ ဒါဆိုရင်တမီးကသူ့ဘာဖြစ်လို့ရိုက်တာလဲ အဲ့ဒါအော်ဒီလိုမမီရဲ့တမီးတို့နှစ်ယောက်လက်ထပ်ပြီးသွားလို့ရှင် तू ကသားသမီးမလို့ချင်ဘူးတဲ့အဲ့ဒါလေတမီးကအနည်းဆုံး3ယောက်တော့ယူမယ်လို့ပြောတာအဲ့ဒါမှလည်းမိသားစုကစီစီကားကားဖြစ်မှာမဟုတ်လားမမီရဲ့အဲ့ဒါသူ့ကိုပြောတာကို तू ကလက်မခံဘူးအဲ့ဒါတမီးကစိတ်တူရိတ်ချလိုက်တာ မီးရေ3ယောက်ပြေတော့များပါတယ်တယောက်လောက်ဆိုတော်ပေါ့ ဟောအမကြီးရယ်မွေးပေးမဲ့လူကမွေးပေးမဲ့မှပြောနေတာဒီကောင်ကကိုကြီးများနေတာကဲဟေ့ငါပြောပြမယ်နော်တမီးစန္ဒကိုမင်းဖြည့်စီပေးလိုက်နောက်ထပ်ငါဘာတမ်းမှမကြားချင်ဘူးနော်ကဲပြောသမောင်ဘယ်နှစ်ယောက်ယူမှာလဲ 73ရက်ဟမ် အေးရတယ်ကွာပူရီလာလုံနေတယ်မင်းမောင်းလို့ရတာလည်းငါ့ကိုတက်တက်လျှော်ပေးပြီးတော့ မင်းနဲ့ငါနဲ့ဆိုတာငငယ်တဲ့ပေါင်းလာငယ်တငယ်ချင်းတွေဟိုကောင်တွေအတင်းမြောက်ပြီးလို့သာပြန်ရငါစိတ်ထဲမှာပြန်ရင်းစလုံးဝမရှိဘူးဟောပြီးတော့ကန်တမားရဲ့အလိုကတရဖီရဲ့အချိန်ကိုငါရခဲ့ပြီပဲမင်းနောက်ထပ်အနံယူတာမျိုးငါမလုပ်ချင်တော့ ထားလိုက်ပါတော့ကွာအဲ့ပြောမနေပါနဲ့ဒါနဲ့မင်းတို့နှစ်ယောက်ကဘယ်လိုယူမှာလဲ အေးကွာအားလည်းတင်းတင်းသူ့ကိုယူဖို့ကိစ္စနဲ့ပဲစိတ်ညစ်နေရတာ နင်ကဘာလို့စိတ်ညစ်နေရလဲ ဩအမေကြောက်ပါအမေကအငယ်ကအရင်ယူတယ်အကြီးကအရင်မယူဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီအိမ်တော်မမြဲဘူးအိမ်တော်ကွဲတတ်တယ်တဲ့တက်တက်အယူသီးတာပါ အေးလေနင်မြင်တယ်ဘာကြီးမှလည်းမသိဘူး အဲ့ဒါပြောမလဲစိတ်ညစ်စရာပြောနေမလားချီရ
ကြည့်နေကြပြီနော်ခင်ဗျနှမချင်းမစားမလားမလုံနဲ့တော့လေလူ ဟေ့ကားဒွိုင်မှာလို့နေလေကွာ ဒီမှာခီးတဲ့တွေအားလုံးကကျုံမိသားစုလိုပဲခင်ဗျသဘောပေါက်လား ဟေ့မင်းဘာဖြစ်ချင်လဲ ဩခွေကောင်း哎呦，我演那个，对呀，当然哟。阿西，ကားတော့ ဟော ရှာပတ်ဆိုင်ဟုတ် ညို ခင်ဗျာ ထားထားအောင် ဟုတ်ကဲ့မင်းနဲ့ငါနဲ့ကားငါဆောင်ဝချိုးတော့ဟာစာချုပ်ထဲမှာပါတဲ့စီကံချက်တွေကိုမှတ်မိလားမင်းနေငါပြောပြကားကိုအချိန်မရွေးငါပြန်သိမ်းမယ်ဆိုတဲ့အချက်ပဲ ဟုတ်တယ် မှတ်မိပြီလား မှတ်မိပြီ မှတ်မိပြီနော် ဟုတ်ကဲ့ တေးကြရနော် တေးကြပါလေအစီ တေးကြပြီဆိုရင်ဒီနေ့ကစားပြီးကားကိုငါပြန်သိမ်းပြီ ဟုတ်ကဲ့ဟာမဟုတ်လေအစီမဟုတ်လေကျွန်တော်မှာဘာဖြစ်ရှိလို့လဲကားပေါ့ကားလည်းတန်ရှင်းအောင်ထားတယ်လေစက်ပစ္စည်းတွေလည်းပြင်ထားတယ်လေအစီက မငါ YBS မမောင်းတော့ဘူးငါလည်းစီငါပြန်မောင်းမလို့ အစီကဝိုင်းပြမောင်းတော့ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲကွာဟိုမှာခရီးတဲ့နဲ့ရမ်းဖြစ်လို့ဆိုပြီးငါ့ကိုအလုပ်ဖြုတ်လိုက်ပြီဘယ်အောင်လဲဟိုတနေ့ကဒီနေရာမှာလာပြီးဆိုင်ကလေးပြိုင်မောင်းနေမင်းတို့လားဟုတ်တယ်ဟုတ်မှာဘာဖြစ်လို့လဲဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဒီလမ်းကမင်းတို့အမေလင်းနေပိုင်တဲ့လမ်းမဟုတ်တော့ရမင်းတို့လားဟာကျိုင်းတာအရင်မရှိဘူးမင်းတို့ဆိုင်ကအတန်ရေးတဲ့ပြဟုတ်နားရီမခံနိုင်ဘူးတို့မခံလဲဘာလို့ရှင်လဲကွာထိုင်အောင်လေကျက်တာဘာလို့လဲမလို့ဟမ်ကလေးတွေကိုနိုင်ကျင်ဟလားဘာကောင်းလဲဆရာကလေးတွေလားဟုတ်တယ်အဲ့ဒါငါကလေးတွေငါကောင်တွေချွတ်မသိလို့ပါဆရာမသိလို့မင်းတို့ငါအတန်တန်ပြောထားတယ်ကို့အပိုင်နဲ့လာတဲ့လူတို့ဒုက္ခမပြောနဲ့မကြော်နဲ့မခွာနဲ့မရင်းနဲ့ငါပြောတာငါစကားကိုနားမထောင်ဟမ်ဘာကောင်းလဲလို့ထိုင်လားတူးတော့လားရောက်နေဟမ်ဟုတ်ပါဆရာငါစကားနားမထောင်မင်းတို့ကငါတဲ့ပုံမိုက်နေဘာလို့ဆရာထိုင်ပါဘာလို့ဟာထားလာရောက်နေထားလာဟဲ့သွားလွတ်သွားဘယ်ဟိုသွားမှလဲဆိုတော့သိရနော်သိရလားဟိုသိရပြသိပါသိရလားသိရဟေးဘယ်လိုကနေရောက်လဲဟိုကျွန်တော်တို့ဟဲ့ဟိုလေဒီလုံးနေမင်းတို့၄ယောက်တည်းငါသိတယ်မှတ်ထားတယ်သွားအဲ့ဒီကိုရောက်အောင်သွားအဲ့ဒီကိုရောက်အောင်သွားဘာကောင်းလဲမသိကြောက်တော်နဲ့သေအောင်မယ်ကိုကျေးဇူးတင်လိုက်တာဗျာကျေးဇူးတင်လိုက်တာကျေးဇူးပါပဲကိုမလိုပါဘူးကွာငါလူမိုက်လှုပ်စားတယ်ဆိုနေအဲ့လိုမတရားတာမျိုးတော့ငါလက်ပိုက်မကြည့်ဘူးကိုရက်ဒီနယ်တော့အပိုင်သားလားဟာအေးပေါ့ဆိုတော့ဒီအပိုင်နေမပေါ့ဒီနားတော့ငါအပိုင်နေကြီးပါပဲနော်ငါနာမည်လည်းမှတ်တာကြော်စင်နဲ့ဒီနားရောက်ရင်လူမိုက်ကြော်စင်လို့ပြီးလားအကုန်လုံးသိတယ်တွေ့အောင်မသားပါလေအေးရတယ်ဟုတ်တော့ပါလေကိုကြီးမင်းတို့ကျွေးတောင်းစရာရှိတာပဲဖြစ်ဖြစ်ကွာဟိုကကင်စရာရှိတာပဲမင်းအဲ့ရရမှာလားခွဲရမှာလားချိုးရမှာလားဖျက်ရမှာလားအပီးလားအကုန်ပြောပြီးတယ်နော်ကိုကြီးဖုန်းလေးလည်းယူသွားလိုက်ဟုတ်ဖုန်းခေါ်လိုက်နင်းမင်းခေါ်လို့မရငါးစီကနေခေါ်လိုက်ရောခေါ်ပြီးတော့မင်းခေါ်လေးပါလားကြောက်ဖုန်းမမြင်ဘူးလားခေါ်လို့ဒီနေ့ခေါ်လက်ချနေရတာရောမကျစေဘူးလေသိတယ်လေပေးမှာပေါ့ဒီမှာထုတ်ထားမှာမတွေ့ဘူးလားပေးတာလေးတော့စောက်မှာအောင်ရော့ဒါစေးဖို့မသရာချင်းယူသွားညောင်းတော့ဒီမှာဟိုကောင်နဲ့ဆင်းပြေတယ်မလားဘာဟင်းလဲဟိုကောင်တည်းပြေတယ်မပြေတာငါဘာဖြစ်လို့လဲမင်းမရဲ့နင်အိတ်ကောင်နေနဲ့ညှိထားတော့ကဘာတစ်ချက်ရိုက်မယ်2000နဲ့အပြတ်ဆိုအေးဟုတ်တယ်လေဟာဟုတ်တယ်လေအခုနင်သူတို့ပါးရရုံနဲ့မကဘူးဟမ်ချီအောင်နဲ့လည်းကန်နေဒူးနဲ့လည်းတိုက်တယ်ဆိုအခုငါမှမသရာချင်းပတ်စပို့ပေးလဲငါအိတ်ထဲကထွက်သွားတယ်ဟဲ့အဲ့ဒါတင်သိလားဟိုမင်းမရဲ့အဲ့ဒါလေဟိုကလေးတွေယုံသွားလို့တေးဥဆောင်တာအနေနဲ့တော့ဆမ်းပါပို့ရပြောနေအဲ့ဆိုချလာလားဟမ်
ညီမကောင်းရှုမကောင်းနဲ့ဒီမှာနင်းကလေပြောလိုက်တယ်ဘာမှမလုပ်နည်းနည်းလေးတော့ထွန်းလိုက်ရမှာလူသေးတဲ့လို့တော်တော်အရစ်ရှည်တဲ့ဟာငါနည်းနည်းလေးမှမကြက်တယ်ဘူးငါ့အိတ်ထဲထွက်သွားလားနင်းနဲ့ငါအိမ်ရောက်မှတွေ့မယ်လိုက်ခဲ့အော်လာပါတော့အောက်ကောင်းလို့မရဘူးလူရှာနေရလား ဟုတ်တယ်ဗျာလျှောက်မှမရဘူး ဒါဆိုဒီမနဲ့လှုပ်ပါလား ခင်ဗျာဘာလို့လုပ်လဲ ကိုရလည်းမသိကြအောင်လေးစားနေရပါနဲ့ကိုရစိတ်မပေါက်သေးဘူးအားပေးပါစိတ်မပေါက်သေးဘူးစိတ်မပေါက်သေးဘူး အော်သိပြီဘာလို့လဲဆိုသိပြီအာမပေးဘူးဗျာဘာလို့ပါကဲတော့ပါဗျာအာမပေးဘူးနော်ကဲတော့ အားပေးပါ တဲ့ဗျာငါနေခဲ့ပဲနေရမ်းဘူးလို့ညာဘက်လေးကားထွက်ဆိုရနော်ကျုပ်လည်းခီးတဲ့တရားမှမရသေးဘူးဈေးမပေါက်သေးဘူးဟုတ်ပြီလားနော်ပတ်သက်လည်းမရှိဘူးတော့ပါဗျာတော့ ကိုကျုံမပေးပါလား ဟာဘာလို့ကျုံမပေးလဲကဲမသဘောကောင်းနိုင်လား အိုးကိုရုပ်ကလင်းတက်ရမဟုတ်ဘူးလीအဲ့တော့ကျုံမပေးပါလားလို့ ဟာကျုံမလည်းမပေးနိုင်ဘူးနော်အားလည်းမပေးနိုင်ဘူးဝါသနာလည်းမပါဘူးသွားပါဗျာခင်ဗျကြွပါကြွကဲအားမပေးဘူးလို့ပြောနေသွားလို့သွား ဒါဆိုလိုက်နိုင်လိုက်ဖို့ ကိုင်းလာရပြီးတော့ဒုက္ခ ကိုပတ်စံမပေးနိုင်ဘူး ရပါတယ်ဟာဟေးပတ်စံမပေးနိုင်စစ်ပတ်စံမပေးနိုင်ခင်ဗျစစ် ပြောရပါတယ်ဟုတ် ကဲပြန်စစ်နေစမ်းမအောင်ခင်ဗျပတ်စံမပေးဘူးဆိုတော့ဘာလို့ပေးမှာလဲခင်ဗျပြောစမ်းမအောင် ဟိုအလောစားသွား ဟာလာကလည်းမစားနိုင်ဟေးလာကလည်းမစားမထိနဲ့မကင်နဲ့လို့ပြောနေတော့ဟေးဝါသနာမပါဘူးလို့ပြောနေကဲပါဗျာခင်ဗျတော့ပါဗျာကျုပ်ဝါသနာမပါဘူးလို့ခင်ဗျကိုပြောနေသွားလို့သွားဘလို့လဲကွာအော်ညာဘက်ကောင်းမောင်းလို့လေဒါတွေကတဒုက္ခပါလားအိုင်ဟုတ်အိုင်အခုကွာနော်ငါအပေါ်ရှင်မကြီးတစ်ခုတော့ခံစားချက်တွေနဲ့ပြည့်ကျက်နေတယ်ငါအောက်ရင်ဘက်ကြီးရတယ်တင်းနေတယ်ခင်ဗျာဗျာရင်ဘက်တောင်မှဟိုအပေါ်ရင်ဘက်အောက်ရင်ဘက်ဆိုရှိသလားဗျာမရှိရဘူးဟောလေဒါပေါ့ဒါအောက်ဩဟဲ့ရင်ဘက်ကြီးတစ်ခုတော့ခံစားချက်တွေနဲ့ပြည့်ကျက်ပြီးတော့တင်းနေတယ်ဟုတ်ကဲ့အဲ့ဒါငါမင်းကိုရင်မွေးရမင်းနားတော့မရှိဟုတ်တခြားလူတယောက်ကိုတော့ပြောပါလားကွယ်ဟိုကျွန်တော်မအားဘူးဗျာဟမ်ခုနကပြောအားဘူးမဟုတ်လေအားတယ်ဆိုတာကားစိတ်ဖို့တော့ကိုအားတာလေခင်ဗျားစကားကိုနားတော်လို့ကျွန်တော်မှအခြေမရှိဘူးကျွန်တော်မအားဘူးဗျာဒါဆိုတို့ဘေးကားဆွဲမဲ့ရမယ်ပတ်စံငါပေးမယ်ပြောတော့နားတော်ပေးရင်မွေးတော့နားတော်ပေးဘယ်လိုလဲတို့လူနဲ့လာတွေ့နေပြန်ပြီလည်းမသိဘူးကွာမဟုတ်ပါဘူးကွာတခြားတယောက်ကိုပဲတော့ပြောလိုက်ပါနော်ဟိုကျွန်တော်နားဖို့မခံနိုင်လို့ဗျာနော်လို့ပါကွာမင်းကလည်းကဲအဲ့ကားဆွဲကားနေတော့ပူပေးမယ်ကွာအများကြီးပေးမယ်ကွာပတ်စံမင်းတောင်းတော့ငါပေးမယ်နားထောင်ပေးရင်ဖွင့်နေတာယောက်ျားချင်းကွာဘယ်ချင်းခံစားချင်းမျှချင်တာလို့ပါကိုရင်းစားတော့မှာဒီလူနဲ့တော့ဒုက္ခပဲဒီမှာ ပါလေစိတ်ပေါက်ပါ့မလား စကားကိုဘယံပရာမပြောနဲ့နော်ကျုပ်အတွက်မဟုတ်ဘူးကျုပ်ရဲ့တဲ့အတွက် အဲ့တဲ့ပတ်စံပေးနိုင်လို့လား တောင်းတော့ပြီးမယ်လို့ပြောတာပဲ အချင်းရော တညလုံးနေ တညာလုံးဆိုတော့နည်းလေးနဲ့မရအောင်နော် ဩဈေးကိစ္စတော့လေကိုယ့်အကူညှိလေဗျာကျုပ်ကောင်းမဟုတ်ဘူးဗျာ ပြီးရော လာ thank you မလို့ပါဘူးဟဲ့လူမတော့ကျုပ်ရှာလာခဲ့ရတယ်ဘယ်သူဖြစ်ဖြစ်ငါဖွင့်ရရင်ပြီးတော့ ဒီမှာရှင်းမတော်တော်မူးနေဖြစ်ပါမလား ဟာငါလည်းပတ်စံပေးထားရလေ ဘယ်လောက်ပေးမှာလဲ 你တောင်းတော့ပေးမယ်ဟာကဲဟုတ်ပြီလား ဒါဆိုပေးသွားမယ် ဟဲ့မသွားဘူးကားအောင်ပါပဲ ဒါပေါ့ ဟာနူဟေးလူဟာကားပေါ်တော့မတက်နဲ့လေဗျာခင်ဗျာကားလက်တိတ်တယ်ဗျာမင်းကကားပေါ်ကပေးမယ်ကွာကဲတဲသွားကားပေါ်တက်သွားကားပေါ်ကပေးမယ်ကွာဟေးလူနော်ခင်ဗျာကားပေါ်ပေးမှတေးကြရနော်တေးကြရပေးမယ်ဒီပါဘယ်လိုပြောနေလဲ
啊，你有，刚才你那爱光铺没得嘛？你有铺嘛？是。哎，ဆက်တယ်ရောအဲကောင်ကွာကိုနှိုးပြီးတော့ဖွင့်တော့ဗျာနော်။လှုပ်ချင်တာလှုပ်တော့လူရဲကွာ။စ အားလေအားပါလေအရန်ချစ်ရတယ်ချစ်သူလေးတယောက်ရှိရဲ့အခုသူကြောင့်မျက်စိညစ်နေရတယ်ဟာ ဟုတ်မိဘတွေသဘောမတူလို့လား ဟာအဲ့ဒါပြည့်သဘောတူတာပါကဲကုန်းနေရတာအချစ်သူလေးကလေအရန်ချောတာအရန်လည်းလာတယ်ဒါပေမဲ့ရပါလေနေတိုင်းမြင်တာမြင်ရမကြင်ရတို့လို့တီလို့မရတဲ့ဘဝကြီးပါ အိုးဒါကြောင့်ကျမကို တီးဘာကြောင့်ပြောရမဟုတ်ဘူး မဟုတ်ဘူးလား ။အဲ့ဘာမလို့။အားကြီးနဲ့ခံစားချက်တွေကိုပြောပြကြတယ်။နားတော့ဘဝတွေအကြောင်းဘဝတွေအကြောင်း ဘဝဆိုတာဒီလိုပါပဲကိုရဲ့ဒီမတို့ဆိုလဲလေဘဝအမြဲတမ်းကောင်းမနေဘူးဒီမဆိုလို့ရှိရင်လေညီမရဲ့ပြည့်ဆိုးသွားပြီညီမအမေကလေနောက်ယောက်ျားယူတယ်အဲ့ဒီဘတွေညီမတို့နေဆက်တယ်အခုအမေကနေမကောင်းစင်းုံရောက်နေတယ်ထားလိုက်ပါတိုက်ထားလိုက်ပါချိန်နဲ့နောက်ကျနေပြီအကိုအကိုစားအောင်လေ ။ခဏဒါအောင်စားအောင်လို့ချိန်နောက်ကျနေပြီစားအောင်ဒါအကိုရေမရှင်တို့ဘာမှမလုပ်ပဲအိပ်ပျော်သွားတယ် အဲ့ဒါငါဘာလို့ရမှာလဲ အဆန်ပေးရမယ်လေ ။ဟာငါနင့်ကိုဘာမှမလုပ်နေ။နင့်ကိုလုပ်တာဟိုလူစီကတောင်းမှာလား ဟိုလူကဘာမှမလုပ်လေရှင်ကခေါ်လာအဲ့တော့ရှင်ပေးရမှာပေါ့လို့ ။ဒုက္ခပဲကွာ။ဒီညဘာညလဲကွာ။တကယ်ကိုပြတ်သလားပဲ။ကဲငါဘယ်လောက်ပေးရမှာလဲပြော ရှင်တောင်းတော့ပေးမယ်ဆို ။အော်တောင်းတော့ပေးအောင်ငါနင့်လင်လား ရှင်ပဲပေးမယ်ဆို ။အော်မေသူကျော်နင်ငါတို့အချိန်နေဆွဲနေတာကြာပြီနော်နင်ဆုံးဖြတ်ချက်ကဘယ်တော့မှပြီးမှလဲပြောစမ်း ဒက်ဒီမေသူညင်သာသာလေးပြောပါမေသူလန့်နေပါမယ် တန်းညင်သာသာပြောနေတာလေဟာငါသူ့ကိုထိုင်ကြတော့ပြီးအေးဆေးပြောရမှာလား ဒက်ဒီရလဲ ကဲတော်ပါတော့သားရဲ့မင်းပါဇက်ကလေးခဏလေးပိတ်ထားလိုက်နင်ငါသားကိုဘယ်တော့လက်ထပ်မှာလဲ ကျမကိုအချိန်တစ်ပတ်လောက်ပေးပါတစ်ပတ်ပြည့်တာနဲ့အဖြေပြန်ပေးပါမယ် တပတ်ဖဲနော်နင်းကိုငါထမရှာကြတော့မေသူကျော်နင်းကိုငါရွေးချယ်ခွင့်နှစ်ခုပေးမယ်နင်းငါသားနဲ့လက်ထမလားနင်းအသက်အသေးခံမလားနင်းရွေးချယ် ဟာလာအော်တက်ပြီဒီကြီးချင်းဘာဖြစ်လို့ ငါနဲ့နှစ်ယောက်တည်းအရေးတကြီးပြောစရာရှိလို့ ဟမ်အရေးကြီးပြောစရာရှိအောင်ဒီကောင်ကငါတို့နဲ့ဒဇိမ့်လား
အေးလေဟာနေရလေ ဟိုမဟုတ်ဘူးလေဟာနှစ်ယောက်တည်းပြောမှဖြစ်မှာမဟုတ်လို့ပါ ဟာတရက်ဖီနေရတော့မမိုက်ပါဘူးဟာငါတို့တော့ကတငယ်ချင်းနေလေနေရလေဘာလဲနင်တို့နှစ်ယောက်ကချစ်သူဖြစ်တော့ငါ့ကိုပလိချင်နေဟမ်ဟုတ်အရင်တော့ငါတို့တော့ကတဘွားလေးပါလေနင်မဲပြောပြီးတော့ ဟိုအဲ့လိုလည်းမဟုတ်ဘူးလေဟာ ကိုရီးယားလေးလုံမနေနဲ့ဟာဒီကောက်ရှိမှပြောလိုက်တော့ဘာဖြစ်လို့လဲပြော နင်ပြောခိုင်းတာနော် ကဲပြောမဲ့တာပြောစမ်းပါဘာဖြစ်လို့လဲ ငါဘိုက်ကြီးနေပြီဟာတိုက်နေလေ မေခုပါလို့ကွာကွာမေ ဟဲ့နင်ကဘာလဲစဉ်းစားနေရလဲနင်ကနင်အပြောကျွဲလာမဟုတ်ဘူးနော် ကဲငါအဲ့တော့စဉ်းစားနေရမဟုတ်ဘူးငါအမေပြောခဲ့တဲ့စကားကိုငါပြန်စဉ်းစားနေဒီမှာငါအမေကအငယ်အရင်အိမ်တော်ပြုလို့ရှိရင်အိမ်တော်မမြဲဘူးတဲ့အဲ့လိုပြောတာနင်လည်းသိတာပဲဒီမှာဒီတစ်ခုလည်းမအဖြစ်ခံနိုင်လားပြော နင်မေရလဲဟာအပြူတီးလုံးအကြည့်ပါတယ်တိတ်ကမှမရှိอ่ะဒါပေမဲ့အခုဖြစ်လာမှာဘယ်လိုလုပ်မှာလဲ ခဏနေပါကွာငါသူအေးထားပြီးစဉ်းစားပြစီမင်းတို့ဘာမှပြောမနေခိုးပြလိုက်ကြ အဲ့လိုလုပ်လို့ရတယ်မရဘူးခုပြေးသွားရင်ဘာလို့အဲ့လိုဖြစ်သွားမှာပေါ့ဟာ ဟုတ်တယ်ရမဖွင့်ပြောလိုက်တော့ အာဟဲ့ဖွင့်ပြောလိုက်ငါနဲ့အိမ်နဲ့တက်တာတက်မှာမရဟာဟိုမှာရပ်ဖလောင်းလာပြီဟာ ဟဲ့ကွာက ဟောဟေးခေါင်းမလည်းပတ်တီးနေဘာဖြစ်တာဘယ်ကောင်နဲ့ရံဖြစ်လာလဲ ဟမ်မဘာမဖြစ်ဘူးထား ဘာမဖြစ်လို့လို့မရဘူးလေကွာကဘသူရိုက်လိုက်တာလေကျွန်တော်တကြိတ်မလား ဟုတ်တယ်ကွာကနေကပြောလိုက်တော့ဟိုကအောင်ကြီးလို့ပွဲလားကျွန်တော်တော့လှုပ်လိုက် မဟုတ်ပါဘူးကွာဟိုဖြစ်ပြီးတိုင်းဖြစ်ပါစေတော့ထားလိုက်တော့ဘာမှမဟုတ်ဘူး ပြောကျွန်တော်နှစ်ယောက်လို့ရှိနေတာကွာကဒီလိုဖြစ်တော့ကျွန်တော်သိခါကြတယ်ဗျာကွာကပြောဗျာ အဲ့တော့ဟုတ်တယ်ကွာပြောသမ်းပါ မဟုတ်ကွာ ကွာကပြောလို့ အေးပါကွာဟိုမင်းမကွာမင်းမကစော်ထုတ်လိုက်ကြ အမအေးအမဘာလို့ရိုက်တာ ဟိုငါသွားကြံလို့ သွားကြံ အေးဟုတ်တယ် ဘာလို့သွားကြံ မင်းမကိုသွားကြံလို့လေကွာ အေးလေဘာလို့ကြံတာလဲလို့ ဩကြိတ်မလို့ကွာကြိတ်မလို့ ခင်ဗျာနေအောင်နေပြီ तू ကနင်မချစ်သူမဟုတ်ဘူးလားဘာလို့ရိုက်လိုက်တာလဲ ချစ်သူတွေကြိုက်လာမှ10နှစ်ကျော်နေပြီအိမ်ကလာသဘောတူလာပြီသားအဲ့ဒါငါမှ तू miss ပြိုင်ပွဲပြီးမှယူမဲဆိုပဲမင်္ဂလာရက်ကိုရွှေ့လာတာဒီနေ့ထိရောက်နေပြီအဲ့ဒါကိုလည်း तू ကမစောင့်နိုင်ဘူးဆိုတစ်ချိန်လုံးငါမှကိုကြံနေရဟဲ့ငါချန်တခုရတယ်ကွာမင်းမနဲ့ကိုကကောက်ကိုလက်ထပ်ဖို့အများဆုံးစီစဉ်ပေးလိုက်လို့ရှင်တို့နှစ်ယောက်ကိစ္စအော်တိုအဆင်ပြေသွားလိမ့်မယ်နော် အဲ့ဒါပါ အုတ်ကြီးပဲစဉ်းစားကြည့်အုတ်ကြီးရဲ့ကျွန်တော်ရှာကျွေးတဲ့ပတ်စံနဲ့အိမ်မှာအေးစိနေပေါ့ခုတော့ရှာလဲကျွေးရတယ်ကိုရှာကျွေးတဲ့ပတ်စံနဲ့အရက်တောက်တယ်မူးလာရင်ကျွန်တော်ကိုရိုက်တယ်။ဩညာကစားတော့ဒါအချစ်စမ်းတာပဲလေဆိုကျွန်တော်တီးခံခွင့်လုပ်ခဲ့ပါတယ်။တောက်တဲ့ကွာတပြင်းနဲ့ဆိုတအားများလာပြီဗျာ။ကျွန်တော်လေတားပြီးလဲရှိတာမဟုတ်ဘူး။ကွာမယ်ရှင်းမယ်လို့တွေးမိလိုက်ပြန်တော့။ဩညစဉ်းစားကြည့်လိုက်တော့အသားမရှိတဲ့ဖင်မရမရှိတဲ့လေမတင်တယ်ပါဘူးလေဆိုပြီးတော့သိခံခွင့်လုပ်ခဲ့အခုတော့မရတော့ကွာပဲအခုပါပဲဗျာကွာပေးလိုက်တော့ ဖက်ဆန်းနေသူပြောတာလေဟုတ်လားမှန်လားဒီမှာအုတ်ကြီး အုတ်ကြီးကိုစဉ်းစားချင့်ချိန်နဲ့အုံနောက်အသိဉာဏ်ရှိတယ်ဆိုလို့ကျုပ်တို့ကဝိုင်းပြီးတော့မဲပေးခဲ့တာနော်ဟဲ့အဲ့တော့အုတ်ကြီးတေချာစဉ်းစားပေါ့အုံနောက်ရှိတဲ့သူတွေကတော့ဒင်းပြောတဲ့စကားယုံမှာမဟုတ်ဘူးနော်အုတ်ကြီးယုံလား ဘယ်ယုံလဲ အဲ့ဒါပဲ ဟဲ့မယုံလား ဘယ်ရောက်မှလဲအုတ်ကြီးမယုံလို့မယုံမပြောဘူး နောက်ဆိုတာတည်းမရှိဘူး နော်တဲအုတ်ကြီးကမဟုတ်သေးဘူးနော်အခုကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကလေကျွန်တော်တို့ယောက်ျားသားတွေတော်တော်များများခံစားနေရတဲ့အဖြစ်အပျက်တွေကိုကျွန်တော်ပြောပြနေတာအခုကျွန်တော်ခံစားချက်တွေကိုလေယောက်ျားစစ်တွေဆိုရင်နားလည်ပေးနိုင်တယ်ဗျာခံစားပေးနိုင်တယ်ယောက်ျားစစ်ဖို့ပဲရေးကြည့်တာ အုတ်ကြီးအခက်တော့တွေ့ပြီထင်တယ်အုတ်ကြီး
သူပြောတော့လက်မခံနိုင်နဲ့ကျွန်တော်ယောက်ျားမစစ်ရကြအောင်မယ်အဲ့တော့ယောက်ျားမစစ်တာလည်းစားလို့ရှိရင်အုံတော့မရှိတာမှလည်းခံတာသေးတယ်နော်ဟုတ်ပါဟဲ့မိဆန်နေရလဲလေမိမတမ်းမနဲ့ဘာဖြစ်လို့ကြောက်တော့ဘူးကြီးရမ်းနေရတာတော့ဘာဖြစ်လို့ရက်နေတော့ဟမ်ဒါအောင်ကြီးမသိပါဘူးစတဲ့ရှင်ဒီလိုနေရဘာဖြစ်ကြပြန်တာတော့တက်ဆက်ရှိရုံးရောက်နေအဲ့လောက်ထိဖြစ်เสียလိုကြလို့လားမလိုပါဘူးအုတ်ကြီးကြော်ရဲ့ကျမလည်းဒီရုံးတွေကိုဘယ်လိုလုပ်ပြီးလာချင်မှမလဲကျမတို့မိန်းမသားတွေရဲ့ဘဝကလေဘယ်နေရာပဲရောက်ရောက်အရှုံးကြီးပဲဘာဖြစ်လို့လဲဆိုတော့လေအနိုင်ရှုံးကိုဆုံးဖြတ်ပေးတာဟောဒီကယောက်ျားသားတွေပဲဖြစ်နေတာကိုလို့အဲ့လိုဖြစ်เสียလားအမှန်တမ်းနဲ့ဖြစ်เสียမှာပေါ့ကဲပြောငါ့ကိုပြောငါအကုန်ဖြေရှင်းပြီဒီလိုပေါ့အုတ်ကြီးကဒင်းပေါ့ကျမလည်းမပေါင်းနိုင်တော့ဘူးတဲ့အဲ့ကွာခြင်းနေတဲ့အဲ့လာတိုင်နေလေသူကျမကိုကွာခြင်းတော့သူတို့ကကွာပေးလိုက်ရင်ကျမတစ်ခုလည်းဖြစ်သွားမှာပေါ့အုတ်ကြီးကတော့ရဲ့ကျမတစ်ခုလည်းဖြစ်ရမှာလားယင်မဖြစ်ရပါဘူးအဲ့ဒါပြောတာလေဒင်းတို့ယောက်ျားကြီးကွာခြင်းနဲ့ကွာပေးရအောင်ဒင်းတို့ကငါတို့မိန်းကလေးအပြိုဘွားကိုပြန်ပေးမှာမို့လို့လားမေးကြည့်လိုက်ပါဦးအုတ်ကြီးကတော့ရဲ့မေးကြည့်လိုက်ပါဒီမဲ့ကိုဒီမှာရှင်ယောက်ျားချင်းစီးလုံးပြီးတော့ကျော်စင်းဘက်ကဘက်လိုက်ရလားဘက်လိုက်ဆရာမလို့ပါဘူးဒါတော့သေချာတာငါမေးရမှာပဲအေးကြောစင်းကျင်းတွေအနှစ်ဆက်ခံရတယ်ဆိုရင်တော့ကွာရှင်းတင်ကွာချွင်းပေးရမှာပဲလေကွာပေးလို့မရပါဘူးဒီမှာရှင်တို့ယောက်ျားတွေကွာခြင်းတိုင်းကွာရအောင်ကျမတို့မိန်းမတွေရဲ့ဘဝနေကြကွာစီမဟုတ်ဘူးဟုတ်လေအငယ်ကြလာရင်မိမကိုတရားမကြည့်ဘူးဆိုရင်တော့ကွာစီတင်ကွာစီရမှာပဲဒီမှာလိတဲ့ကလည်းလိဝတရားကျင်မရမှာပေါ့ဟုတ်ဘယ်ရလဲဘယ်ရကိုတရားကျင်ပေါ့ဘာရပြန်လာလဲဟင်ရုံးကိစ္စအကြောင်းပြရက်ကွက်ကိစ္စအကြောင်းပြပြီးအချိန်ပြည့်အိမ်ကလည်းရောရတာလို့ရမလားဟိုတခါ YBS မောင်းတဲ့တယောက်မလားဟုတ်တယ်ရှင်ကဘလို့တက်စီသမားဖြစ်သွားတာဟောတက်စီဆိုပေမဲ့ဒီကကျွန်တော်ရဲ့ကိုယ်ပိုင်ကားပါပုံနာလို့လည်းပြောလို့ရတယ်ဒါဆိုရှင်ကမနေ့ဖက်ကျရင် YBS မောင်းပြီးတော့ညဘက်ကျတော့တက္ကစီဆွဲရပေါ့ကျွန်တော် YBS မမောင်းတော့ဘူး YBS ကကျွန်တော်အလုပ်ဖြုတ်လိုက်ပြီဘလို့ဖြစ်လို့လဲခရီးတယ်လည်းရံဖြစ်လို့တဲ့ဟိုတစ်ခေါက်တော့ကျမကိစ္စကြောင့်ရံဖြစ်ပြီးတော့အလုပ်ပြုတ်သွားတာလားယင်ဟုတ်တယ်အဲ့ကိစ္စပဲဟုတ်တော့အားနာလိုက်တာရှင်ရပါတယ်ဗျာကျွန်တော်ရှိမှအဲ့လိုမဟုတ်တာလောက်တာမြင်ဒီတိုင်းငြိမ်ဦးမနေတတ်တာဗျာအဲ့ဒါကြောင့်အဲ့တော့ကလည်းလေကျေးဇူးတင်စကားပြောချင်တာဒါပေမဲ့ကျမလည်းထူပူပြီးကြောက်နေတာနဲ့မပြောလိုက်ရဘူးကျေးဇူးတင်ပါတယ်နော်ရပါတယ်ကျမနာမည်မေသူကျော်ပါဒီနာကဘာတစ်ခုမှအလုပ်လုပ်တယ်ကျွန်တော်နာမည်မင်းတော့မှာဒါနဲ့အခုပဲသွားမလို့လဲတငယ်ချင်းတယောက်အိမ်သွားမလို့ကျွန်တော်လိုက်ဖို့ဝင်မယ်လေမိဘသဘောတူထားတဲ့ရီးသားကိုခိုးရမှာဆိုတော့လူကြားလို့မှကောင်းမှာမလားကွာဟာဘယ်ကြီးရလဲကိုကြီးဆောင်ကိုခိုးတာပဲဗျာလူတွေဘာလို့လိုက်ကြီးဆိုင်ဂယူးဆိုင်တာမဟုတ်ဘူးကွာကောင်းမှာမလားလို့စဉ်းစားနေတာဟေးမင်းကလေကွာမင်းစွတ်လော်နေအခုပြောနေမင်းမအရင်တော့ဟေးအချိန်တော့မရှိဘူးဘာချင်းမရှိရဟိုဘက်ရက်ကွက်ကောင်းနေငါအမောက်ကြောင်နေမင်းလည်းသိရတာလားဟာဟိုဘက်ရက်ကွက်ကဟုတ်တယ်မကလည်းစိတ်ပါခြင်းတလို့ဖြစ်လာပြီအဲ့ကြောင့်အထာတွေပေးပြီးရေကူးနေတာဟုတ်ဒါဆိုတော့မဖြစ်ဘူးခိုးမှဖြစ်မယ်ကွာခိုးမယ်ဟေးလုံးလိုက်တော့တော့ကောက်ကြံခဲ့မယ်နော်ကြံလို့မဖြစ်ဘူးခိုးမယ်ဟုတ်တယ်နော်ကိုကမင်းကလေးတွေစိတ်ကလေအရန်အပြောင်းလဲမြန်တာအခုတွဲလာတာကလည်း10နှစ်လောက်ကြာပြီဆိုတော့ကိုဟာကောက်ညင်းငွေနေလောက်ပြီသိမှာခိုးမယ်လို့ပြောလိုက်ပြီလေခိုးမယ်လို့ပြောလိုက်ပြီလေခိုးတော့ကိုမအနေတော့ငါဘယ်ခိုးပြရမှာဘယ်ခိုးပါတယ်ဆိုမှဗျာခမရကလည်းကြိုက်တဲ့နေရာကိုအဓိကခိုးရပုံမှန်လားဒီလေတရားရုံးသွားမဘယ်လောက်ပေးရမလဲတရားရုံးဆိုရင်တော့ဒီခင်ကားနဲ့ကြက်တယ်ဗျာ9000တော့ပေးဗျာနော်9000လားဟုတ်ပေးမယ်လေရတယ်အခုတရားရုံးသွားမှာဆိုတော့ဘာမှုလဲမရက်ခုံးမှုဟာဘာတွေလျှောက်ပြောနေတာလဲတို့သား
တရားရုံးသွားပြီးလက်မှတ်သွားထိုးမှာ ဩသူတို့သားလား သူတို့သားမင်္ဂလာသူတို့သား မသိပါဗျာဟိုတရားအောင်သွားမယ်ဆိုတော့ဘာမှုများလဲလို့အကူညီပေးနိုင်တာရှိလို့ရှိရင်ကူညီလို့ရအောင်ပါ ဩရပါတယ်ကိုသူတို့သားတွေရတယ်မင်္ဂလာသူတို့သား သူတို့သားဆိုရင်တော့ကျွန်တော်ကအရင်ကမင်္ဂလာရှိသွားပြီဗျာ9000မပေးနဲ့တော့2500ပဲပေး 1500တကယ်ကြီးလား တကယ်ပေါ့ဗျာ သဘောကောင်းလိုက်လားညီလေး အောက်သွားမယ်လေ သွားမယ်နော်ဟုတ် ဟုတ်တယ် မောင်လေးဟိုဒီနားမှာလေတိုက်ပုံမဝတ်ထားတယ်အမယောက်ျားကိုတွေ့မိလား ဟဲ့တိုက်ပုံပြောတာဘာစကားပြောတာခင်ဗျားတို့ဘာမှမဆိုင်ဘူး မဟုတ်ပါဘူးဒီဟာကိုပြောတာမဟုတ်ပါဘူးမနက်ကလေကျမယောက်ျားပေါ်တိုက်ပုံအဝါကြီးဝတ်ပြီးအလှသွားမယ်ဆိုပြီးထွက်သွားတာအခုထိပေါ်မလာလို့တိုက်ပုံအဝါကြီးဝတ်ပြီးဘယ်နာသွားသိနေလဲမသိပါဘူးဒီမတောက်ရတော့ ဒီဘက်ကိုလာတော့မတွေ့မိဘူးဗျာ ဟုတ်လား ဟုတ်ပြီ မောင်လေးအမကိုစိတ်ုံလိုက်ပို့ပေးပါလားယင် ဩအမဟိုကျွန်တော်မှာခီးတယ်ပါတယ်ဗျာ ဩဟုတ်သားပဲရပါတယ်ဒါဆို ဟုတ်ပြီ နေစမ်းမအောင်ခင်ဗျားဘယ်စင်းုံသွားမှာ ဟိုကျမဟိုတရားရုံးနာစေယုံ တရားရုံးနဲ့ဆေးရုံလား ဟုတ်ကဲ့ ဟောဒါဆိုလဲစင်တာပဲညီလေးခေါ်လိုက်လေအဲ့ဆိုခေါ်လိုက် ဟုတ်ကျွန်တော်လည်းအစရဲခေါ်နေနေတာဗျာဟိုအခုအစင်မပြေမှာဆိုလို့ ဩအဆင်ပြေပါတယ်ညီလေးဟိုမှာကိုဝင်းနဲ့ကူညီရမှာဗောညီလေးနော် ဟုတ်ကဲ့ ဟုတ်မောင်လေးဟိုအဲ့ဆိုဘယ်လောက်ပေးရမလဲ ဟောကားကလည်းပေးမနေပါနဲ့ဗျာကိုဝင်းနဲ့ပြီးတော့လမ်းလည်းသိနေရပဲကုညီပေးလိုက်ပါမယ်နော်ဟုတ်တယ် မောင်လေးကျေးဇူးတင်လိုက်တာကျေးဇူးပါမယ်နော်ကိုနော်မအိတ်တက်လိုက်မယ်နော်တက်လိုက်အမလေး 你不能忙了，没啥不了了，没丢了。哎呀，没人时间我对了，你干嘛呢？单要写了，哎呀。 ဩရှေ့မှာကားညိနေတာဟိုဒုက္ခပဲကွာအဲ့ဒါဆိုကြာပြီဗျာ ကပဲ ဒုက္ခကြီးလည်းကိုပဲ့ကုန်ပြီကွာဒုက္ခပဲဒီတိုင်းဆိုတော့ကြာပြီဗျာ ဟုတ်ပါရှင် ချိန်ညရအောင်အမြန်လိုလဲဆိုကမှကွာ 没说好没呢，骂他没骂他，俺骂他没。啊，骂，没说话。骂他路有骂的。没有不能忙了，没有不能忙了。骗做多表没呢？没骂了都骂了我。啊，拿不来不管。ဟဲ့ဘာလဲရှင်းလိုက်ကြပါဗျာဒီမှာတော်တော်နောက်ကျနေပြီဗျာ ရှင်းအောင်ကိုရှင်းလို့ရမလားမော်တော်ဘီကလာမရှင်းလို့ရမှာမပါဖြစ်တာမော်တော်ဘီကလာရှင်းလို့ရှင်းရမယ်ရှင်းရတယ်ရှင်းမယ် ဘာဖြစ်နေကြလဲဘာပိုင်ရနာနေပြီမွေးနေပြီ အေးဝင်းချင်းဖွားချင်းလည်းဒီမှာနင်းနေကိုကြော်ခိုင်းလိုက် ဟာဘာစကားနဲ့ပိုင်တယ်ငါ မကြောက်ဘူးကွာ သွားပြီကိုဒီတိုင်းဆိုတော့ကြာပြီဗျာလုံးဗျာလုံးတာပြီးမှဘွားတစ်ခုတော့ဖြစ်ပြီ ချိန်လာတာတို့ကြည့်အောင် တို့ပြောကြပါရှင်တို့တဲ့ကျမဘိုက်ပူနာလာပြီ ဟာတဲလေးပုံလာပြီဟယ်လိုတဲလေး ရှစ်ပဲရောက်နေပြီလေဒီမှာလူကြီးအောင်လာစုံနေပြီ အေးကိုလာနေပြီတဲလေးကိုလာနေပြီတကယ်လာနေပြီကားပေါ်မှာကားလမ်းပိတ်နေလို့နော် ရှစ်ပဲလာဘာလဲနိလေဟမ်ရှစ်ပါလေမဟုတ်တာလုံးနေလားပြော ဟာမဟုတ်ပါဘူးတဲလေးကိုတကယ်မလုပ်ပါဘူးဘာမှမလုပ်ပါဘူးတဲလေးတကယ်ပြောတာပါမဟုတ်တယ်လေဟာမဟုတ်ဘူးတကယ်မဟုတ်ဘူးတကယ်မလုပ်ပါဘူးမလုပ်တကယ်မဟုတ်ဆိုတာကကားသမားတက်ရှိတယ်မယုံပြောကြည့်နော်ကားသမားမင်းကြည့်လိုက်နော်မင်းကြည့်လိုက်ရော ဟုတ်ပါတယ်ဗျာကောင်မလေးကနာလို့អော်နေတာပါ နာလို့អော်နေဟာခင်ဗျားပြောပါပို့ဆိုးပါပြီညဘာကြောက်ပြောနေရလဲ ဟာတယ်လေမနာလို့អော်နေတာလေ မရှုံးဘူး ဩတဲမယုံဘူးဆိုကိုဒီဗီဒီယိုကောခေါ်ပေးမယ်နော်ဟုတ်ပြီလားနော်ဟုတ်ပြီလားဩခင်ဗျားနေသားပါဗျာ အခုကြည့်ဗီဒီယိုကောပဲ ဟေးခင်ဗျားအဲ့လိုရှူမပေါက်ချနေလေဗျာရှူမပေါက်ချနေလေဗျာဟေးရှူနေပေါက်ချနေတယ်ဒီမှာဟေး ဒီမောပေါက်တာနဲ့ ဟေးဒီမှာမွေးတော့မနေနဲ့ဒီမှာပေါက်တာဆိုမွေးတော့မလားဟဲ့လားသိရမလား ကနေဖေကနေဖေ ကျုပ်ကတော့ကြုံမရှိဘူးဗျာ လုံးပါပဲဗျာ ကဲဗျာအဲ့တော့ကျုပ်မလုပ်ရမှာဒီမှာ ဒီပေါ်မှာခဏလေးလိုက်နော် အဲ့ဒါလည်းကိုချက်ချင်းမဖွင့်ဘူးမဟုတ်တာတခုခုလုပ်နေပြီတဲ့တော့ ဗီဒီယိုခေါ်အောင်ဝါကြောက်မယ် ကဲမဟေးဒီမှာခဏလေးလဲနေဟုတ်ပြီလားနော်ဟိုပြဿနာကြီးရှင်းနေမပြီးသေးဘူးခဏလေးနေဟိုမှသူ့အောင်နေနေဟို မမွေးနေနေလေ မွေးနေတော့သိရလေဘယ်လိုလုပ်မှာတော့ကျွန်တော်လည်းမမွေးတယ်ဘူးလေခဏလေးစောင့်နေမှာဟဲ့လူလောင်းလေဗျာဒီမှာကျုပ်လာကိုအောင်ဗျာ ဟုတ်လားဒါပြဟုတ်ဘာကူရမှာလဲဘာကူရမှာဩဗီဒီယိုကောနဲ့ခေါ်ပြန်ပြီကွာကိုကူပဲပြမလို့လုပ်နေတာကွာကဲမယုံဒီမှာကြည့်ကဲမယုံဒီမှာကြည့်မယုံလည်းပြဟာ ခင်ဗျာမဟုတ်တယ်လေဗျာ အော်ကျောက်ကောင်မလေးယုံလို့ပြရတယ်လေဗျာခင်ဗျာလေ ပြောလို့ရမလားဗျာ အမောက်ကျပြဿနာတက်မှာပေါ့ဗျာခင်ဗျာလေ ဘုန်းကြီးကဖွားနေပါဆိုရတယ်ဗျာ ကဲကျောက်ပြမသွားနဲ့တော့ဟဲ့
သေရောမယ်မင်းကပါနဲ့လို့ဟာခင်ဗျားတို့ကရှင်းလို့မပြီးသေးဘူးလားမပြီးသေးဘူးဘာလို့လဲကွာအော်တို့ကတော့မှဖိုင်းနေရတော့ခင်ဗျားတို့တော့မွေးတော့မယ်ဘာကတော့ကိစ္စမဟုတ်ဘူးဟုတ်တယ်ကွာမင်းလာပြီးတော့ပြီးရောဗျာပြီးရောခင်ဗျားတို့တွေ့မယ်ဟာတွေ့လေမကြက်တော့လေခင်ဗျားတို့ကိစ္စမပြီးသေးဘူးလားဟမ်မပြီးသေးဘူးလားခင်ဗျားကြိတ်ခဲ့ဗျာခင်ဗျားတို့လည်းမလုပ်ရဘူးဗျာဟေးဟမ်မင်းမာလို့ပြောနေတာဟုတ်ကိစ္စကိုရအောင်မရှင်းပေးဘူးတွေ့တယ်ခင်ဗျားတို့ဟေးဗျာခင်ဗျားလည်းဗျာပြည့်ပြည့်လောက်ပါဗျာဟေးလားတော့မလုပ်ပါနဲ့မလုပ်ပါနဲ့ဟဲ့တုံပြောတဲ့အတိုင်းလုပ်စမ်းပါတော့မလုပ်ပါနဲ့အဲ့ဒါကဲအမလာပြည့်ပြည့်လားပြည့်ပြည့်လားဟေးအဲ့ဒါဆွဲနေတယ်ဘယ်ဆွဲမှာလဲအဲ့ဒါဆွဲတယ်လက်ကဆွဲမှာဟောဟုတ်ပါပြီဗျာကဲအဲ့တော့ကျွန်တော်မလုပ်ပါဟာအဲ့လူလာရက်ကြည့်နေတယ်လာရက်ဝိုင်းပူဆောင်နေဘာကြီးရဲ့ဒုက္ခရောက်နေတာကဲလာအဲ့ဒါတော့ဘာရေးချင်ရနော်ဟာခါပဲဝါဟုတ်တယ်မလားမာကားပြည့်နေလို့မင်းကငားလာပါလေဆိုတာမင်းကပါပြည့်နေလို့ကွာနေစမ်းမအောင်ဗျာခင်ဗျာမင်းမခိုးမှာညမှမလားအချိန်မိပါတယ်ဗျာခင်ဗျာဩအဲ့ဒါတော့ဟုတ်တာဗောဒါပေမဲ့လမ်းမှာချိန်တဲ့လူတယောက်ရှိတယ်သူ့သွားရှာအောင်ပါခင်ဗျာကျုပ်ကအဲ့လိုကြီးအပြက်ကြီးလည်းမဟုတ်ပါဘူးဗျာကဲဟာချလောင်းတွေ့သွားပြီတွေ့ရခင်ဗျာကျုပ်ကအဲ့လိုကြီးလည်းမလိုပါဘူးဗျာဟဲ့နေပါဦးခင်ဗျာကောင်မလေးမှာအကူရင်မောင်နေများရှိလားတွေ့လိုက်လိုက်အကုန်ပြဿနာတက်ကုန်မယ်တော့ခင်ဗျာဟဲ့ဒီကိစ္စတော့မပူစမ်းပါနဲ့ကွာသူ့မောင်အရင်ကိုယ်တိုင်ခိုးဖို့အတွက်စီစဉ်ပေးလိုက်တာကွာတမျိုးကြီးပါလားသူ့မောင်ကိုယ်တိုင်ကလူမိုက်တယောက်နဲ့တော့ချိန်ပေးလိုက်တာကွာအနူနည်းမြအကျန်းကြီးသုံးတယ်ဟာဟဲ့လို့ညိုခင်ဗျာမင်းမခိုးမှာလားပြန်မဲတွဲမှာလားမသေးဝဲဘူးဖြစ်နေတယ်တော့ဟဲ့လို့ဩအဲ့ကိစ္စမင်းနဲ့မဆိုင်မဟုတ်ကွာငါနောက်မှအေးသေးရှင်းပြမယ်ပြီးရောအဲ့ဒါခင်ဗျာပြောရလို့ဘာမှလဲအဲ့တော့ဖုန်းဆဲကြည့်နေရလေသူ့ဖုန်းကပိတ်ထားတယ်ဒီလမ်းထဲမှာရှိရတော့ပြောတာပဲဒီနားဝင်းညာလူတွေမေးကြည့်ရမှာပေါ့စမ်းတင်တက်လိုက်ခါလဲလေရချစ်လို့အလိုလိုက်တာအမိုက်စော်ကားပြီးကန်းတက်ချင်တဲ့ဟာမသိဖို့လာပြင်ပြီးတော့တက်လိုက်တာမတော်မကဲမလားဟဲ့တခေါ်မပြန်မပြောနဲ့မတော်မပါစကောပိတ်ထားတခုတော့မေးချင်လို့ခင်ဗျဒီရက်ွက်ထဲမှာလေလူမိုက်ကြော်စင်ဆိုတာရှိရပြအဲ့ဘာမှလည်းသိတာဗျငါပဲမနောက်ပါနဲ့ကိုကျွန်တော်တို့အရေးကြီးလို့ပါဗျ sorry ဟာဟဲ့နောက်နေတာမဟုတ်ဘူးလူမိုက်ကြော်ဆိုတာငါဟဲ့မိမကိုတင်ပြီးတတ်ချင်နေတော့အဲ့ဒေါ်လာနဲ့မင်းတို့ရှိရောက်သွားသဘောပေါက်လားဟမ်ဟဲ့ဝီလီယံဖုန်းဆက်တာမင်းတို့လားဟုတ်တယ်ကျွန်တော်တို့ပဲအဲ့ဆိုကိုကဝါဒုက္ခပါပဲကွာလူမိုက်ကြော်စင်ငါဘာမလို့ဘာလဲမသိဘူးကွာလူမိုက်ဆိုတော့ခင်ဗျအခုအကောင်နည်းနည်းသိတော့ကျွန်တော်လူမိုက်မဟုတ်ဘူးလို့ပါဗျာတောင်းပါပါတယ်ဗျာ sorry ပါကောင်သေးပြီနဲ့အစိတ်ပြင်းနေနော်ဆန်းကြည့်မလားမစားဘူးအဲ့ဘာလို့ပြန်ပြောဘာလို့ပြန်ဟုတ်ပြောဟုတ်လက်မကြီးတော့ပြောလို့မကောင်းပါဗျာဟိုဆိုင်မှာတောင်းဆိုင်သွားပြောတာပါဗျာနော်ဟေးကောင်းပါလေအဲ့ဒါကောင်းဟုတ်ကဲ့မတာမပြန်လာတော့သေဖို့သာပြင်တာဟောဘာကောင်များမှတ်နေလဲမသိဟုတ်တယ်ဒါပြောငါရေလည်းပေါက်ဟောအခုမောင်းရင်မောင်းနေကိုဟောဒါမောင်းတဲ့နေရာကြီးလေဟုတ်မောင်းတယ်ဘူးလေအော်မမောင်းတယ်နောက်ကလိုက်လေလိုက်မယ်လေဘာဖြစ်လို့လဲဘာကြော်လုံးနဲ့လာပြီးခင်ဗျားကိစ္စလေတွေးကြည့်အောင်လည်းကိုချင်းစာပေးလို့ရပါတယ်ဘယ်နဲ့ဗျာချစ်သူလက်လာလေးရထားပြီးမှမတို့ရမထိရောက်ဆိုတာအတိတ်ပဲဘူးမရှိဘူးဟမ်ခင်ဗျားလည်းတို့ရင်ထိချင်မှာဗောဟုတ်တယ်မလားအဲ့ဒါဘာပြောဗျာကျုပ်ကတော့ခင်ဗျားကိုထောက်ခံချဒါပဲပြေးနေပါအောင်ကောင်းလေမင်းမိမယူမယ်ဆိုရင်သေချာတော့စဉ်းစားမယ်ကွာဒီမှာမိမအယူမလို့ဒုက္ခရောက်သွားတယ်ယောက်ျားတွေတပုံကြီးကွာညရလား
ဒါမျိုးဒုက္ခတော့ရောက်ရင်ရောက်စမ်းပါလေကျုပ်တော့မှသူ့ကြည့်ပြီးအားကြနေတာဗျကျုပ်ကဆိုလို့ရှိရင်ဘယ်လောက်ထိကျန်လိုက်လဲနေ့တိုင်းတယောက်တည်းရဲ့ဗျကျုပ်တော့မှလေသူ့ကြည့်ပြီးတော့မင်းမလိုချင်သေးတော့ပေါက်လာပြီ မယူနဲ့ကောင်းလေမိမယူဖို့ကိစ္စကိုလုံးဝခေါင်းနဲ့ထိတ်မစင်စားစမ်းပါနဲ့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့ဆိုတဲ့အကွက်ကအဲ့မှာစိုက်တာဟဲ့လားအဲ့တော့ကျွတ်တော်များပြောကြတယ်ယောက်ျားတွေကကြားနဲ့တူတယ် no အဲ့ဒီဆိုမင်းကိုလုံးဝလက်မခံနော်အဲ့ဒီမိမတွေကမှကြားနဲ့တူကောင်းလေမိမတွေကဘာနဲ့တူကြားဘာကောင်းလဲကြားအဲ့ဒါပဲနော်အဲ့ဒါကိုခေါင်းနဲ့ထည့်တာလဲပြီးသွားပြီဒါပဲ မဟုတ်အဲ့ကိုကျုပ်ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ဘူးဗျာ ဘာဖြစ်လို့ အဲ့လက်မခံနိုင်ဘူးဒီမှာခေါင်းခါချေလက်ဤလေးချက်မပြတ်စေရအီမိန်းပါ သူ့ခုမှပါကွာ မသိဘူးဗျာဒီမှာကျုပ်ပြောချင်တာကမိန်းကလေးတယောက်ကခေါင်းကနေခါပြည့်စရာမရှိအောင်ဖိုင်းနေအရန်လှနေအဲ့ဒါကိုကြားဆိုပြီးတော့ယောက်ျားလေးတယောက်ကမကြိုက်ပဲနေမလား ဘယ်နေမလဲ မယူပဲနေမလား ဘယ်နေမလဲ အေးအဲ့ဒါမယူပဲနေလို့ရှိရင်အဲ့ဒီကောင်ကနွားဘာကောင်လဲ နွား ဘာကောင်လဲ နွား ဘာကောင်လဲ နွား ဒါပဲနော်မဟုတ်ဘူးကောင်းလေမင်းအဲ့ကောင်စကားကိုသွားနာထောင်တော့မင်းဒုက္ခရောက်ပြီနော်အကြီးကျယ်ဒုက္ခရောက်ပြီလောကကြီးမှာမယားနဲ့နွားမတနာနဲ့ဆိုတဲ့စကားရှိအဲ့စကားကိုသဘောပေါက်တဲ့ကောင်ကြားကြိုက်ခံရတယ်ဆိုပြီးသေပြီးသားမှတ်တော့လား အေးကြားခွဲနွားဆွဲပြီနော်ဒါပဲသွားပြီ ပြောင်းရင်နွားကွက်မှာကြားဆိုရလေ မသိဘူးဗျာမိမကြီးကောင်းတယ်ဗျာမိမကြီးကောင်းတယ် ဒါလုံးဝမကောင်းမိမ ကောင်းတယ် မကောင်းဘူးကွာ ခုနကပြောဘာကောင်းဘာကောင်း နွား အဲ့ဒါပဲဒါပဲကောင်းတယ် အဲ့ဒါငါပြောတာပါလေ ကြာ အေးအဲ့ဒါဘောပေါ့ကြားပဲ မင်းတိုက်စီကိုငါငားထားနော်ဘာကောင်းလဲပြန်ပြောလိုက် နွား အဲ့ငါဘာကောင်းလဲမသိရနော် ကြာဆို အေးအောင် နွား ဟဲ့ကကျွန်တော်ဘာကောင်းလဲ ကြောက်ပြီဗျာခမောင်းတယောက်ကလည်းဘာဒီမှလည်းမသိကျုပ်ခန့်နေတာပဲ ဟဲ့မသေးကြရနော် တေချာပါလေအာစီရဲ့အာစီလက်ကြည့်ခိုင်းလိုက်လို့ကျွန်တော်ဘယ်သူကျွန်းတော့ကိုလက်ကြည့်တာသူ့တငယ်ချင်းကြီးသွားတာမဟုတ်ဘဲနဲ့ဒီဆိုင်ထဲမှာဝင်လာအာစီ ဒီချင်းသွားမယ်ဆိုရင်ဒီဆိုင်ဘာပြန်လာလောက်တာငါလိုက်ပို့မယ်ဆိုတော့လေအကြောက်ကန်နေညင်းတယ် အိုမေသူ့ကိုကူညီပါအောင်နော် မင်းသူဘာဖြစ်လာလို့လဲ မေသူကဒီအောက်ကဘာမှအလုပ်လုပ်တာပါ ဩမြင်မှုပါဆိုကြီးကြည့်နေတာမင်းကိုကိုယူမမီလားဩဟိုတော်တော်ကမင်းတထေးကိုကျွေးလာတောင်းတဲ့ဖိုက်တာကြီးလေ အော်မှတ်မိပြီဟိုရှင့်မိမကိုမသားမကြီးဆိုပြီးစပင်းရဆောင်ဆိုရတယ်တယောက်မလား အဲ့မသားမကြီးကြောက်အောင်လို့ဆိုထက်မပြောသမှာနဲ့ခုပြောကိုဘာကူညီပေးရ ဟိုဒီလိုပါဟိုအပြင်မှာလေလူမိုက်ဖွဲ့တစ်ဖွဲ့ကကျမတို့ပြဿနာရှာဖို့စောင့်နေကြတယ်ဟိုအဲ့ဒါကျမကိုဒီနေရာနေပြီးတော့ခေါ်ထုတ်ပေးသွားကြပါနော်ဟိုပြီးရင်ကျမသွားချင်တဲ့နေရာကိုလည်းလိုက်ဖို့ပေးကြပါအောင်နော် မင်းသူမင်းသူနဲ့အဲ့လူတွေနဲ့ကဘာပြဿနာကြီးမှရှိလို့လဲ ဟိုအဲ့ကိစ္စတွေကိုကျမနောက်မှရှင်းပြပါမယ်အခုလောလောဆယ်ကျမတို့ဒီကနေပဲခေါ်ထုတ်ပေးပါနော်အပြင်ထွက်တာနဲ့သူတို့ပြဿနာရှာဖို့စောင့်နေကြတယ် ခေါ်ထုတ်ပေးတာတော့ရပါတယ်ဟိုဒါပေမဲ့ကျွန်တော်တို့ကသူ့ကိုမိမ့်မလိုက်ခိုးပေးရအောင် ဟုတ်ပါဘူးဟိုငါကိစ္စအဲ့လောက်ကြီးလေအရေးမကြီးပါဘူးရတယ်အရေးမကြီးဘူးမိန်းကလေးတယောက်ကွာဒုက္ခရောက်နေတဲ့အချိန်မှာငါမကူညီဘူးဆိုလို့ရှိရင်ငါယောက်ျားကောင်းပဲပြီးသားပါမှာဟာဟဲ့ဟိုမဟုတ်သေးဘူးလေဟိုခမည်းစောစောင့်နေပါလေ ဟုတ်လေအားသိခိုးချင်တာမဟုတ်ဘူးဟို तू ကခိုးဆိုလို့သာသွားခိုးရမှာအဆင်ပြေတယ်ရတယ်မခိုးလို့ရတယ် အော်ဟာအဲ့လိုအော်မင်းသူမင်းသူကိုလိုင်းနောက်ရှက်တယ်ဆိုတာခိုးတကကောင်းအောင်မှာပါလာတဲ့လူတွေလား ဟုတ်တယ် ဟာဟိုအဲ့ဒီကတယောက်ကမင်းသူနဲ့ချစ်သူမဟုတ်ဘူးလား ဟောမဟုတ်ပါဘူးဟိုသူတို့ကမေသူ့ကိုပြဿနာလိုက်ရှာနေတာ အော်မသိဘူးအဲ့တုန်းကလေဟိုမင်းသူတို့ချစ်သူချင်းစိတ်ကောက်နေလို့ तू ကလိုက်ချော်တယ်ထင်နေတာဟိုဒါဆိုမင်းသူမှာချစ်သူမရှိဘူးပေါ့ မရှိပါဘူး အော်ပြောအဲ့ဒီကောင်ကိုဘာလုပ်ပြရအဲ့ဒီကောင်ကဘာကောင်လဲ သူတို့တွေကဟိုကျေးစားလူမိုက်တွေကိုမွေးထားတဲ့ gangster တွေမေသူ့ကိုငွေအားကုန်နဲ့လိုက်ပြီးတော့အနိုင်ကျင့်နေကြတာ အော်ဟုတ်မှာပေါ့ အော်အဲ့ဒီကိစ္စမျိုးကတော့ကိုကျော်စင်တယောက်လုံးရှိနေတာကိုလုံးဝလက်ပိုက်ကြည့်မနေနိုင် ဟုတ်တယ်လက်ပတ်ပြီးကြည့်နေနိုင်ရင်ပြပါဆောင်နေဖေးတယ်ခဏသွားပြီးရှင်းလာလိုက်ကောင်မလေးကျုပ်ကိတ်ပြီးတော့တိုးရတယ် ဟာနေဟုတ်လေကဲအောင်ကားကျုပ်ကားလေခင်ဗျမကားမှမရှိတာကျုပ်ကဲမှရမှာပေါ့ ဟုတ်ကိုညီခဏလေးကိုညီကားရှိရတော့မှန်တယ်ဒါပဲနဲ့သူ့လုံကြုံရေးတို့ကတော့ကိုလိုကောင်မျိုးနဲ့မှဖြစ်မှာလေ
တော်ကဲရင်ရောဒီမှာကားခင်ဗျမောင်းတက်လို့လား မောင်းတော့ဘူးလေညီမလေးမောင်းတက်တယ်မလားတော့ မမောင်းနိုင်ပြန်ပြီနော်ကျုံရလူမောင်းခိုင်းဖို့တော့မစင်းစားနဲ့ကားခိုးပါတယ်ဆိုပြီးရဲစခန်းကိုတခါတည်းဖုန်းဆက်လိုက်မယ် အော်ကဲနေကြပါတော့ခင်ဗျားတရားအောင်မခင်ဒီမှာကျုပ်ကဲပဲကျုပ်နေတာအသိတော်ဆုံးပဲဒီလိုကျုပ်ကဲ မင်းစောတီကကွိုင်တယ်မနော် ဘာလို့မပြောဘာမင်းမကြီးဒီပါခင်ဗျာပူဆိုငါတောင်းပါ အေးစီငါအေးစီ ကျုပ်ကလည်းအေးတယ်ကျုပ်ကလူလို့ဒါခင်ဗျာလည်းဒုက္ခပဲလို့ ဟုတ်တယ်ဒီတိုင်းမှာစောကြည့်တယ်ခဏတစ်ခုပြသွားလို့ရှင်တော့မစိတ်ရမ်းမလို့ဒီပုံကြီးနော်ကျုပ်ကလူပြလူလို့တကိုယ်ကားသမားကျုပ်ကတစ်ခုလုံးတို့တို့ရင်းလိုက်မယ်ဗျာရင်းမယ်ရင်း ဩငါလည်းရှင်းလို့ရပါတယ်ကွာပို့တော့ရှင်းတယ် တော့သားပါတော့ရှင်တို့နောက်မှပဲဖွင့်တောင်းကြပါ ဟေး မဟုတ်ပါဘူးနောက်မှပဲအငင်းပွားကြပါလို့ဟိုအခုလောလောဆယ်ကျမဘသူကဲမှာလဲ အခုပေါ့ကွာဒီကောင်လေးကြောစီလေးဖိုက်တိုင်းနေနေအောင်ကိုခွေရေးပေးပါ ကြာပါအားရှိရာကျွန်တော်ဒီဆိုင်အပေါ်ဓာတ်တွေပါအားလုံးဝင်လိုက်ကောင်းမှာတယ် နေသူများဆိုင်မှာ short တက်သွားလိမ့်မယ်အေးဖတ်ပြင်းစရာမလိုအိတ်တစ်ပေါက်ပဲရှိတယ်ပြောင်းလားမင်းတို့အိတ်အပေါက်တေးကြစောင့်ကြည့်တာအေးတွေ့တာနဲ့တခါတည်းဆွဲခေါ်လာတယ်ဟဲ့မေသူလေးတော့ဘာမှမဖြစ်စေနဲ့ ဟုတ်ကဲ့ပါပြောင်းလေဟိုမှာလိုက်လာဒီအမြင်လာကြဒီနာဒီတဲ့အဲ့ကောင်မဖတ်တာလောဆယ်တော့ဒီအလားအလုံးစုံဆုံးနေ ဒါလုံးညုံတာ ကျမတို့ဒီမှာလည်းများတော့အဲ့ဒါကောင်းတယ်နော် ဒီနေ့မအေးရမှာဒီကကွာ ဘာဖြစ်လဲခမရလေဗျာဒီမှာအဲ့လိုအစဉ်ပြေးပါအောင်လား ညာအောက်ကြည့်နေတာလေကြွကြောက်လို့ကြွကိုက်ပါကြောက်ကြွရှိနေလားရှိမှာ ကျွတ်တိုက်ကတော့ရှိမှာပေါ့ ရှိတယ်ဟုတ်ရှိတယ် ခမရနော်ခမရတုံးသေးရနော်ဟဲ့မေလူနဲ့အဲ့လူနဲ့ဘာပြဿနာမှရှိလို့အဲ့လူကအကဲနဲ့လိုက်နေရတာလေဟိုကိုလူသိအောင်လေအဲ့ဒီကြောင့်လည်းရှင်းပြတယ်မဟုတ် ဟုတ်တယ်အခုတို့ကဒီမှာဘုံတိပန်တည်းရောအောင်ပြီးပြေးနေရပြီ ဟောမင်းတို့ကလည်းဆက်ဆုလိုက်တာသူ့မှာပြဿနာတစ်ခုရှိလို့နေမှာပေါ့ အော်ပြဿနာရှိလို့ဗောမရှိဘဲနဲ့ဘယ်သူကအကြောင်းမပြေးနေမှာတော့ မများရှိတယ်လို့ပဲပြောတယ် ရှိရလေ ကဲရှင်တို့ခဏနေပါဦးကျမအဲ့ကိစ္စကိုရှင်းပြပါမယ်ဟိုလောလောဆယ်ရှင်တို့3ယောက်လောကမှာရှင်တို့ရဲ့ဖုန်းတွေကိုဆက်ပိတ်ထားပြီနော် ဘာဖြစ်လို့ ဟုတ်တယ်လေဟိုရှင်တို့3ယောက်နောက်ကိုကျမပါသွားတယ်ဆိုတော့သူတို့သိသွားတယ်လေဟိုအဲ့တော့ရှင်တို့ဘာတူလဲဆိုတော့သူတို့စုံစမ်းပြီးတော့ရှင်တို့ဖုန်းက30နောက်ရောက်မှလိုက်လို့ရတယ်လေ ပေါက်သွားပြီဘောပေါက်သွားပြီပြောင်းလို့ဘုံပိတ်ပိတ် မဲဘုန်းနဲ့အင်ပေးရော ပိတ်နေနေ ပြေးပါကျမပဲပိတ်ကမယ်ပြေး ဟောဒီ အော် နားလေးပါစိတ်နေရှိပါရောဟမ် ဒါဖုန်း ဟုတ်တယ်တယ်လီဖုန်းမနေဘူးလား ရှင်အတိုင်းပဲ ဟမ်အဲ့ဒါလေ ရှင်အတိုင်းပဲလို့ပုံမှာ အဲ့ဒီငါလည်းစိတ်တူတယ်တော့ဟို ဟုတ်တယ်ဟဲ့ အော်ဘုံမလို့မျိုးဘာနဲ့ကနေမှန်းတာဒုက္ခပေါ့ ကဲရှင်တို့သိကျင်နေတဲ့ကျမရဲ့အကြောင်းရှင်တို့ပြောပြမယ် သမီးကိုလေအဖေရဲ့နောက်ဆုံးအမွေအနေနဲ့ဟောဒီယေဒနာမြေပုံမဲ့ပေးရရှိလို့လေသမီးတို့ရဲ့ရှိအတွက်တော့ရှာကြပေါ့ကွယ် အဖေပေးခဲ့လို့သာကျမဒီမြေပုံကိုလက်ခံခဲ့တာဒီမြေပုံရောက်လာပြီးနောက်ပိုင်းကျမတို့အရန်အန်နေများခဲ့အဲ့ဒါကြောင့်မို့လဲအဖေဆုံးသွားပြီးတော့ကျမနေမမနေတော့ပဲရန်ကုန်မြို့တက်လာခဲ့တာရန်ကုန်ရောက်ပြီးတိတ်မကြခင်ပါပဲကျော်စရာတိုးခိုင်လဲဆိုတဲ့လူကကျမနောက်ကိုအတင်းအဓမ္မလိုက်တော့တာပဲဒါလည်းမကသေးဘူးသူ့အဖေကလည်းမြေပုံကြောင်းစုံစမ်းနေတာဒီမြေပုံကျမစီမှာရှိတယ်ဆိုတာသိသွားတော့အတင်းရောက်ဖို့စူးစမ်းနေတော့တာအဲ့ဒီနောက်ပိုင်းကျမဒီမြေပုံကိုဖတ်ထားခဲ့တယ်သူတို့ကအကျန်းနည်းနဲ့သုံးလို့မရတော့အနုနည်းပါသုံးလာကြတယ်လေကျော်စရာတိုးခိုင်နေတဲ့ကျမကိုပေးစားမယ်ပြီးတော့လင်းများဖြစ်တော့မှဒီမြေပုံအပိုင်စီးမယ်ဆိုပြီးကြံထားကြတာ ဘာလို့
ဒီကိစ္စအားနဲ့လို့အနိုင်ကျင့်တာကျုပ်လုံးဝသီးမခံနိုင်ဘူးမေသူရှိရတယ်ကိုမရက်ပေးမယ်ဆိုတော့မင်းသူမှတ်ထားလိုက် ကောင်းလေဒီကိစ္စမျိုးတွေကအကိုကြီးလောက်ရမယ်ကိစ္စတွေပါမေသူနဲ့ပတ်သက်လာရင်အိုက်ကောင်နဲ့ဓာတ်ရင်းရှင်ခုတ်ကိုလေဟောဒီကလူမိုက်ကြီးကဝင်မလဲတော့သဘောပေါက်လား ဟာမလုပ်ပါနဲ့လူမိုက်ကြီးရယ်လူမိုက်ကြီးမှာမိန်းမရှိတယ်ဗျဒါချင်းချင်းကိုလို့ရှုံးသွားရင်လူမိုက်ကြီးရဲ့မိန်းမမူသူမကြီးဖြစ်နေလိမ့်မယ်ဒီမှာကျုပ်ကလူပြိုလူလွတ်ကျုပ်ကရင်းလို့ရတယ်ဒါမျိုးဆိုအေးစေးပဲ ခမရလူပြိုဆိုတော့ဟုတ်တယ် ဒါပဲလေ ဒါပေမဲ့ခမရမစော်ရှိဟမ်ခမရမကြရင်တော့ခိုးပြီးတော့မယ်ဟာဗျာခမရကတစ်ခုဖြစ်သွားကြည့်ရဲ့မခမရဆိုရင်ကွဲပြီးတော့မျက်ရည်နဲ့မျက်ကကြံ့ခဲ့မှာသနာကြဗျာဒီမှာကျွန်တော်ဆိုလို့ရှိရင်လူပြိုလူလွတ်တကိုးကြီးတကားသမားအိမ်အောင်မပြောနဲ့ဗျာအကျုံမစော်တော်ရှိတာမဟုတ်ဘူးနော်အေးစေးပဲကျုပ်ကိုချစ်တဲ့ကောင်မလေးနဲ့ဝမ်းဝမ်းကိုလဲနေတာပဲဒါပေမဲ့ကိုဘယ်သူမှချစ်ခဲ့တာမဟုတ်ဘူးနော်အေးရမင်းကကောင်မလေးကိုကယ်มาလားမင်းဘွားအကြောင်းမင်းအကြောင်းကြောင့်ဝင်နေတယ် ကျုပ်ကရင်းလို့ရဆိုပြောပြနေတာဒါပဲထပ်နော်ပြောဒီမှာကျုပ်ကားယူသွားလိုက်နော်ကျုပ်သူ့ဘဝတော့ရင်းလိုက်မယ်ရောမောင်းတယ်ဆိုကြမောင်းတယ်ဆိုလို့ရှိရင်သူ့မောင်းတယ်လေဗျာခမရသူ့ကိုခေါ်ပြီးပြန်လိုက်တော့ရော ဘာကိစ္စပြန်ရမယ်ပဲတော့ရမင်းရဲစင်းကသွားတယ်မှာငါကားသခိုးဆိုမှပုမယ်မြူမောင်းသွား ကျုပ်ဒီကမတိုင်ဘူးလေဗျာခင်ဗျာ တော်ကြပါတော့ရှင်တော်ကြပါတော့ရှင်တို့ပြီးမှပဲဆက်ပြီးတော့အငင်းပွားကြပါလောလောဆယ်လေးကျမဘိုက်အရန်စားလို့စားစရာလေးပါလေတခုမပေါအောင်လိုက် ဘိုက်စားလို့ရရောကားယူသွားလိုက်တော့တော့လိုက် โอเคမင်းမောင်းတော့လား ငါတို့ကားပိုင်ရှင်မောင်းလိုက်လေ မင်းမောင်းရော ပတ်စံလို့ယူသွားလိုက်ထုတ်ပေးလိုက်မယ် မဟုတ်ပါဘူးလို့ပါခင်ဗျာကားလဲမောင်းတယ်ပတ်စံလည်းရှိတယ်ဗျာခင်ဗျာပဲတော့ တို့ပါလေကိုယ်ပိုင်ကိုယ်သွားတယ်မှာတော့ပြောက်သွားတယ်မှာကျုပ်ကပေးရတယ်ကားစားပေးလိုက် တော်ကြပါတော့မလေးရှင်တို့ကလည်းလေပြောတော့မမရက်တည်ပေးမယ်ဆိုတရားမှထွက်မနေကြနဲ့တော့ရှင်တို့တော့လို့မျက်နှာကိုဟိုခွဲမှတ်မိသွားပြီလေတော်ကြအပြင်ထွက်ပြီးတွေ့တော့မှရှင်တို့တတ်လာ ဟုတ်လားတတ်မှာလား မင်းသူဟိုကောင်းအောင်မှာခုဘိုက်ဆိုင်စားဖို့ဆိုပြီးစောင်းအောင်ထားတဲ့မုတ်တွေတော့ရှိတယ်ဟိုကူတော့ယူပေးမယ်လေနော်မင်းသူကိုပိုင်လေးပေးတာနော် ဒီလိုပါဒါ ကျော်ကော်ဖီမုတ်တွေယူစားနော်များရှိရဲ့ဒီမှာဟောဒီမှာအဝါသားဟောနော်ဟောလိုက်အခုဘယ်သွားကြမှာလဲ ထွက်ပြေးမလို့လေ ဘယ်လိုလဲ အားလုံးနဲ့ဝင်တဲ့နေရာလျှောက်ထဲထွက်ပြေးပါလေခွိုင်းပါမြေပုံလေးပါ ကိုကြီးတောင်းမှလည်းမေးသူရယ်ကိုကြီးမှာအိမ်အောင်ရှိတယ် ဟာကိုကြီးပဲမေသူရှိရမမရက်တည်ပေးမယ်ဆိုမေသူတော်မှပဲအရေးဆုံးပြီးထွက်ဖို့ကြိုးစားတဲ့ဟာဘာလဲကိုကြီးကမေသူကိုမချစ်လို့လား လာခြင်းစံပါနဲ့ကိုဘဝလေးတွေကိုမင်းလာရင်တော့ပြည့်စုံတယ်ပြောတော့တိတ်လွယ်တယ်စိတ်ကူးမရင်နဲ့ချစ်နေတာနဲ့ပြည့်စုံတယ်ဝေဝေကသာမြင်ုံလေးပဲကဲပါမင်းငိုလက်ချစ်တယ်အင်္ဂမိမကိုလက်ကြောက်တယ်ကိုပဲလို့နေရမလဲကွယ်ကဲပါမင်းငိုလက်ချစ်တယ်အင်္ဂမိမကိုလက်ကြောက်တယ်ပိုင်ဆိုင်သူရှင်လို့ရဲ့ဝင်လာပါခေါ်ရပူကွယ် ဒီမှာပန်းနာနဲ့အမေကျော်ကျော်လည်းမလာအမလို့တော့ပတ်ရမလို့တော့မလာ
当了什么又多的好，成头的人都没那靠家，我那么什么又多的多，那个都来，那被没摸，我当了什么又多的好，成头的人都没那靠家，我那么什么又多的多。那个都来，那被没摸，那他们什么又多的好，成头。哦，ကြည်စမ်းစိတ်ကူးတွေရင်ပြီးတော့အိမ်မက်များတော့မှတ်နေသလားမသိဘူးဟမ်အမောကြည်စမ်းပွတ်တောင်ပွတ်နေလိုက်သေးတယ်မခန့်လားအဲ့လိုလုပ်လို့ဘယ်ရမလဲငါလည်းစိတ်ကူးရင်တတ်တယ်မင်းတို့တွေကဖုန်းတစ်လုံးပေးသားမြန်မြန်ပေးသားငါ့ကိုမြန်မြန်ပေးသားဒီကောဖုန်းတစ်လုံးမြန်မြန်ပေးသားငါပြောနေတယ်နော်မြန်မြန်ပေးတော့မပေးမင်းတို့ငါရိုက်ခိုင်းပါဟဲ့ပေးသားကွာDaddy ဟောဒေါသထွက်ဟေးသားဖုန်းဟေးသားဖုန်းလားဟဲ့မင်းတို့ငါဖုန်းတစ်လုံးပေးလို့ပြောလိုက်တာဘာလို့ငါသားဖုန်းကိုပေးတာလဲဟိုကျွန်တော်ဖုန်းကိုပေးလိုက်ရင်ပေါ့အစ်စ်နေမှာဆိုလို့အစ်စ်ပြင်တော့ iPhone ပေးလိုက်ဟေးဘလောက်တိုင်းကြီးရမလဲမင်းလာကတည်းကဖျက်မယ်မင်းရောရမယ်ဟဲ့မေသူကျော်ဟောကျွန်တော်တို့ဘာဆက်တော့မှာပေါ့ငါပြောတာကိုသေချာလိုက်မှတ်နံပါတ်1တက္ကစီကိုမတွေ့အောင်လိုက်ရှာလို့မတွေ့ဘူးဆိုရင်အဲ့ဒီကားနံပါတ်နဲ့အတူဘလူပိုင်တယ်လဲဆိုတာဆက်ပြီးစုံစမ်းလို့ရပြီဆိုတာနဲ့အဲ့ဒီကောင်မရောသူ့ကိုအကူအညီပေးနေတဲ့အကောင်တွေရောငါစီကိုမရောက်အောင်ခေါ်လာခဲ့မှတ်ပြီလားဟုတ်ပြီဟမ်ဘုံမလေးခဏပါဘာလို့လဲဟာဘာမရသေးဘူးမင်းကောင်းနေတယ်ဟုတ်တယ်ဘာလို့မလဲအထဲမှာမင်းကလေးတယောက်ဝယ်စားလဲနေမင်းတို့လိုကောင်းနေလာချောင်းပါဆိုလို့ငါကင်းဆောင်ပေးနေဘောပေါ့လားငါမဟုတ်တိုင်းလာပြောနေတယ်ဟောငါပဲလိန်လာကြတာမြေုံကြည့်လိုက်တွေ့လားမတွေ့ဘူးဘာလည်းမရှိဘူးခင်ဗျအော်မင်းကတေချာကြည့်လေတေချာကြည့်လေလက်ကဘာလဲဟမ်ဘူးတို့ဘာကြည့်လဲမင်းနဲ့မရှိတွေ့တာလို့မရှိဘူးဘာမှမရှိတေချာကြည့်တေချာကြည့်လို့ဘာမှမရှိတော့ရဟဲ့
ဖေ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 မကြမ်းအကြာကြီးကြည့်တယ်ဘယ်လိုမပါခဲတယ်နော်အရှိတယ်အော်ဒီညက်sorry ဆက်လာနော်မရှိပါဘူးဗျမရှိခင်ဗျားတို့နော်မိန်းကလေးတယောက်ဒုက္ခရောက်နေပါတယ်ဆိုကောင်မှမကူညီတဲ့ပြင်နှောက်ရက်ဖို့ကြိုးစားကြတယ်ပေါ့ဟုတ်လား ဟိုအဲ့လိုလည်းမဟုတ်ပါဘူးကွာအဲ့ဒီခဏမှာသူရှိမှန်းကိုမသိတာငါတို့လေတခါကြီးပိတ်တော့အထက်မှာဘာရှိလဲဆိုပြီးတော့ဟိုချောင်းကြည့်တာဟုတ်တယ်နော်ဟုတ်တယ်အဲ့လို ခင်ဗျားတို့အကြောင်းကျုံသိရနော်နောက်တစ်ခါဆိုတော့ခင်ဗျားတို့နှစ်ယောက်စလုံးကျုံနေတွေ့ပြီဒါမေးသူရောဘာဆက်လုပ်မယ်လို့စဉ်းစားတာလဲ မေသူမှာဆွေမျိုးအရင်ချာဆိုလို့ဦးလေးတဝမ်းခွဲတယောက်ပဲရှိတာသူကလည်းဘန်ကောက်မှာနေတာလောလောဆယ်တော့သူတို့ရာလောက်အောင်လို့ဘန်ကောက်ကိုခဏရှောင်နေကောင်းမယ်ထင်တယ်အခြေအနေတွေအေးစစ်စစ်ဖြစ်ပြီးဆိုတော့မှဒီကိုပြန်လာပြီးတော့ရွှေထင်းကားကိစ္စတိုင်ပင်ကြတာပေါ့နော်မေသူရဲ့ဒီလူတွေတော့ဒုက္ခပေးနေတာအဲ့လူတို့သက်ဆိုင်အောင်တိုင်လိုက်ပါလားတိုင်လို့မရဘူးလေသက်ဆိုင်ရာကိုတိုင်လိုက်ရင်ရွှေထင်းကားတွေကနိုင်ငံပိုင်ဖြစ်သွားမှာပေါ့အဲ့ခါကျရင်သူတို့မရတော့ဘူးဆိုပြီးတော့မေသူအသက်ကိုရန်ချကြမှာပေါ့ဒါဆိုမေသူကဘန်ကောက်ကိုသွားမှာဖြစ်မှာပေါ့ဟုတ်လားဟုတ်တယ်သူတို့ဆက်ခွင့်ကတော်တော်ကျတာမြန်မာပြည်ထဲမှာပြေးလို့တော့ဘလို့မှလွတ်မှာမဟုတ်ဘူးခတ်တာမေသူမှာလင်းလက်မစီစဉ်မှုခက်ခဲဖြစ်နေတယ်မေသူရဲ့လင်းလက်မကိစ္စတော့ကတော့ကိုယ်စီစဉ်ပြလို့ရပါတယ်ဟဲ့ငါစုံစမ်းခိုင်းတဲ့ဟိုကောင်300ကျောင်းသိပြီလား ဟုတ်ကဲ့သိပါပြီအာစီကားပိုင်ရှင်ကမင်းထုံးသူ့ကောင်းငါးစီလာတာကအာကာအဲ့ဒီကောင်းမှာပါလာတဲ့သပင်းရှိရှိနဲ့တယောက်ကလူမိုက်ကြော်စင်းတဲ့အဲ့ဆိုအဲ့လူမိုက်ကြော်စင်အိမ်အောင်မအဲ့ဘာလို့နော်လားအလုပ်အပ်ဖို့လားကြေးရတော့အပ်တဲ့အလုပ်ပေါ်မှာမဟုတ်တည်ဈေးစစ်လို့တော့မရအောင် ကြော်စင်မမလား ဘာလို့မလို့မေးရလဲ တတ်မလို့ဗျအင်းတို့ဘယ်သူတွေလဲရန်ကုန်တစ်မျိုးလုံးမှာရှိသမျှဇိုးတွေအကုန်လုံးကျုပ်တို့ပတ်စံထုတ်ပေးတာမသိလို့ပါမသိလို့ပါဟိုအဲ့ကောင်ကလေဟိုစက်ချင်းမမလာမပေးလို့လိုက်လာကြတာလားယင်မဟုတ်ဘူးဗျကျုပ်လက်ထက်မဲ့ကောင်မလေးကိုကားတင်ပြေးသွားလို့ဗျရိုင်းကားတင်ပြေးသွားလို့ဟုတ်တယ်ဒီကောင်ကဒါကြောင့်ငါ့ကိုဒီလိုလောက်သွားတာဟုတ်တွေ့ကြသေးတာပေါ့စမ်းတင်ကိုဒါမျိုးလာစမ်းလို့မရဘူးဒီမှာအဲ့မပါဘူးငါကိုယ်တိုင်ရှာပြီးလောင်းဖို့ပြန်ဟုတ်လားပြန်တော့ခင်ဗျားတို့လင်မယားနှစ်ယောက်ကိစ္စကျုပ်လိုချင်တာကျုပ်ကမှလည်းကျုပ်ပြန်လိုချင်တယ်အေးလေနေ့လောက်ငါလက်ခံတယ်လေအေးဒါပေမဲ့တန်ရတန်ကျတော့နေထားကြလိုက်ဒါကျုပ်ကမှလည်းကိုရှာဖို့ခင်ဗျားယောက်ျားမလိုဘူးအဲ့ဒီကောင်ကနေ့အတွက်မေတ္တာလက်ဆောင်တပ်ပြီးလိုက်ဖရီနော်ပြန်လို့ရပြန်သွားမယ်ဒီဘောလာပြန်ဟာထောင်းစားအနာယူရှာလို့ဒီမိမခိုးတဲ့အလုပ်ကိုမှလောက်ရတယ်လို့တော့ကချစ်တယ်ဘာဖြစ်လို့လဲကိုအကားကိစ္စလာပြောတာလားကိုအကားကိစ္စကိုအကားဘာဖြစ်လို့လဲကိုအကားညပြန်မအိလို့လေညပြန်မအိလို့
ဘာဖြစ်ကြောက်နေပြငါကြောက်နေပြုံးနေတော့ဟုတ်ခင်ဗျားတို့ဗျာအားလုံးမှာနော်စိုင်းစုကိုစီတည်းရှိရတာနဲ့မဟုတ်တာလည်းမလုပ်ကြစမ်းပါနဲ့လူကြတော့လည်းမကောင်းပါဘူးဗျာ ဟုတ်တယ်ခင်ဗျာမိမကြီးခင်ဗျာအခုလိုဖြစ်ပြန်တယ်အမြင်မကောင်းဘူးနော်မကောင်းဘူး ဘာမှမဟုတ်ဘူးကြည့်ရတာတော့နေနော်မင်းလည်းဒီသာရောက်မလာဘူးဆိုလို့ရှိရင်ဘယ်လိုအိုးနေနေလားဒီမှာအဲ့ဒါဖူးစာလို့ခေါ်တယ်ဗျာနော်ကျုပ်ကမေသူရောနဲ့ဖူးစာပါလို့ဒီရောက်ကိုယ်ဝိုက်ပြီးတော့မဖြစ်မနေရောက်လာတာမှတ်တာ ခင်ဗျာအဲ့လိုတွေပြောနေအောင်ခင်ဗျားဆိုခင်ဗျာတကယ်ရောထားခဲ့နိုင်လို့လား ထားခဲ့နိုင်လို့လားမဟုတ်ဘူးထားကိုထားခဲ့မှာဘယ်နဲ့ကွာကြိုက်နေနေပေါ့မနေတော့တရက်တွေ့နေမထီရမတို့ရတယ်ကျုပ်တော်စိတ်ကုန်စိတ်ပြက်နေကြာပြီ မလဲမင်းစိတ်ကုန်တယ်ဆိုတော့ငါ့ကိုမမိပါဘူးကွာငါကောင်ရင်ငါအဲ့မိမိုက်ကိုစိတ်ကုန်လိုက်လို့ကွာမယ်ဆိုရင်ရက်ွက်ရုံရောက်တဲ့အခေါက်ပေါင်းကလေအဲ့ရက်ွက်အုပ်ချုပ်ရေးမှုရဲ့အသက်တောင်များသေးတယ်ဟမ်ထွက်ပြေးလာတဲ့အချိန်ချင်းတော့အမလေးလိုက်ဖမ်းပြီးမိသွားလို့မပေါင်းနေမနဲ့ပေါင်းနေရတာဒီမှာမေသူကျော်တော့ရမှာဆိုလေအဲ့ကောင်မယူဦးစိတ်ချင်ကွာအဲ့ကွာမှာကွာအော်မလေးဗျာဟမ်ကြံစီနေလိုက်ကြတာလူကြားလို့တော့မကောင်းဘူးဒီမှာမိန်းမလည်းမရှိချစ်သူလည်းမရှိတဲ့ကျုပ်ကြံစီဘူးလေထားကြစမ်းပါဦးဗျာခင်ဗျားတို့ကမင်းကလေကွာမင်းလည်းယောက်ျားငါလည်းယောက်ျားမင်းလည်းမင်းမချင်ငါလည်းငါအောင်ချင်ဘာဖြစ်လဲမင်းကပြောခင်ဗျားတို့ကြံတာလည်းကြံတာပေါ့ဗျာဟိုမှာဒုက္ခရောက်နေဗျာနော်တော့じゃနွားကြောက်လို့ရှိရင်ကိုရှင်းနွားတဲ့ဆိုဖြစ်နေပါရှင်းကြားပါကွာခင်ဗျားတို့ပြောတော့နွားဆို မင်းဦးကြားကွာဦးကြားပဲရော့ဒီမှာကော်ဖီတောက်ကြနော်ကျေးဇူးပါလင်းလက်မှတ်ကိုစီစဉ်ပေးပါဆိုလို့ကြုံသွားပြီးစီစဉ်ပေးလိုက်အောင်မမကောခမကအကြိုင်းနော်အကြိုင်းနေဟဲ့လားခင်ဗျားတို့အကြောင်းကြုံသိရနော်ထက်ပြီးတော့ဘာအတန်းမှမကြားချင်ဘူးနော်ကျုပ်ပြန်လာလို့အတန်တစ်ခုကြားလို့တော့ကားပေါ်ကလေဝက်အိုလေခင်ဗျားတို့နှစ်ယောက်တော့ဖြစ်သွားပြီကျင်းလိုက်ပြီအလိုက်တာကွာတော့ပြန်ချက်သွားဘာမှမနေရဘူးမတော့ကော်ဖီတောက်လေကောင်းပူတယ်ကောင်းတော့ဘေးပူတယ်ကောင်းတော့ဒီပါခင်ဗျာတော့ကောင်းတော့လေကောင်းလားပူတယ်ကောင်းတော့နည်းနည်းခါကြီးနေခါလားခါမှာဗောကျုပ်ကော်ဖီတွေကိုအိတ်ဆေးတွေထည့်ခဲ့တာမေသူတို့ကိုလေးလက်မှတ်တော့စီစဉ်လာအောင်ပါဟုတ်တတိစာဂယူးဆိုင်တော့အောင်တော့ကိုမင်းတော့ကိုဆိုရင်ပေါ့ဘာမှဆိုရင်မနေတကယ်လို့ဟိုတခုဖြစ်ခဲ့ရဲဆိုရင်တော့မေသူကိုကူညီနေဖြစ်ခဲ့တဲ့အတွက်ကိုကျင်းနေပါတယ်ကိုမင်းတော့မြန်တော့ပြန်လာခဲ့နော်ကိုမင်းတို့မရှိရင်လေဟိုနှစ်ယောက်ကမေသူ့နာကိုအရန်ကတ်တာအဲ့ဒီဘာမှမဆိုရင်လည်းကိုပြန်မလာမချင်းအဲ့ဒီလူလုံးဝမနိုးသေးရဘူးဘာဖြစ်လို့ဘာဖြစ်ရမှာလဲခုနကသူတို့တိုက်တဲ့ကော်ဖီထဲမှာတခါတည်းအိတ်ဆေးတွေထည့်တိုက်တာလေကိုကျော်စင်ပါမှာလဲဆိုတော့ကျွန်တော်တို့ပြောပြပါဗျာမိုင်းတောင်းတော့ကျွန်တော်ပေးပါမယ်ဟောရေးတယ်မှာဒီမှာတပြားမှကိုပေးစရာမလိုဘူးငါကိုယ်တိုင်ကတွေ့ချင်နေတာအဲ့ဒီကောင်ကိုနှုတ်ကိုစင်းကျင်နေတာငါ့ကိုအစလာမပေါ်နဲ့နော်သူ့ကိုဘယ်နာရှာမှန်းမသိလို့ငါကိုယ်ဒေါသထွက်နေတာနေစမ်းမအောင်နင်တို့ကသူ့ကိုဘာဖြစ်လို့လက်အောင်ရှာနေဘာလောက်ကြမလို့လဲအဲ့ကျော်စင်နဲ့ပါသွားတဲ့အာကားဆိုတဲ့သူကကျမရဲ့ချစ်သူပဲသူကကျမကိုတစ္ဆာဖောက်ပြီးတော့တခြားမိန်းမတယောက်ခိုးပြေးသွားတာအဲ့ကြောင့်ဒင်းနဲ့စင်းရှင်းနေလို့လိုက်ရှာနေတာကြည်စမ်းယောက်ျားတွေများနော်တော်ယွန်စရာကောင်းတာပဲအမလေးသူများကိုခိုးပြေးသွားတယ်ဟာလားအိမ်ကအကောင်လည်းအဲ့ဒါလိုပဲငါလိုတောက်ဖက်ကြီးရှိတာတော့ငါသူများနဲ့မင်္ဂလာဆောင်မဲ့မမောက်ခိုးပြေးသွားလို့ငါတတ်ချင်နေတာအဲ့တော့ဒီကိစ္စတရားထားလို့မတွေ့အောင်လိုက်ရှာပြီးတပ်ပြစ်မှာကိုဖြစ်မှာအဲ့တော့ဘယ်နာကိုတွေ့အောင်ရှာမလဲလို့လည်းစဉ်းစားပေးကြအောင်တွေ့တော့သေဖို့လာပြင်ထားဘာလို့ရှီးစားကိုပြန်လို့ချင်းဒီလိပ်စာအတိုင်းအညံ့လာပါတယ်ကျမဘာသာလို့မိုင်းနောက်ကလေအော်ဟာကုန်ဖို့ဘာရအော်အမလေး message အဲ့ဖတ်ပြီးတော့ဘာယောက်ျားကိုပြန်လို့ချင်းဒီလိပ်စာအတိုင်းအညံ့လာတူနေလိပ်စာဆောက်လဲတူတူပဲဒါတာမန်ကိစ္စတော့မဟုတ်တော့ဘူးကွာအဲ့လိမ့်ဆိုင်ကငါတို့လိုက်သွားကြရင်ကောင်းမှထင်တယ်တခုလို့သိရတာပေါ့
ကြားပါတယ်ဗျာမိုင်းကျွန်တော်နဲ့တခါလေးလိုက်ခဲ့လိုက်အပြင်မှာစိုက်ခဲ့ပါတယ် လဲဘောနင်းဆိုင်ကနေတော့ဒီနေ့တော့လဲလို့ပြဘူးလေအင်ကြီးလေးတော့သွားလဲမှပြမယ်အခုပြန်လာတော့မနေပါဘူး မြင်လာခဲ့နော် ကိုမင်းတို့ပြန်လာပြီကိုမင်းတို့ဟိုလက်မှတ်ကိစ္စကိုအဆင်ပြေလာရင် စင်ပြေရယ်မင်းတို့တွေလည်းလက်မကိစ္စအားလုံးစီစဉ်ပြီးစိတ်ပူနေတယ်ဟိုနှစ်ယောက် ဟုတ်ပါလေဟောမလီအဲ့ဒါတော့တော်တော်နဲ့မအိပ်ဘူးတင်းခံနေသေးတာဟိုကိုမင်းတို့ပေးခဲ့တဲ့ကော်ဖီကိုထပ်တိုက်လိုက်တော့မှအိပ်ပျော်သွားတာ ဒီနှစ်ယောက်ကိစ္စတော့နက်ပြန်စားပြီးဘာမှပူစရာမလိုတော့ကိုအားလုံးစီစဉ်ခဲ့ လဲကြောက်ပဲဖေဘာဘာလေးအသေးသေးဖြစ်ပါမလား ရပါတယ် တက်မယ်နော်ငါကောဒီမှာငါဘာမှမသိဘူးလို့ပြည့်ရတယ်အဆင်ပြေတယ်ငါဖက်ထားမယ်ငါကြားလားဖားယူအစင်းလေးလောက်ခိုင်းလိုက်နွားကြီးလာနေပြီ တတူကတကူလုံးအပြည့်ပဲဒီမှာနော်ပြည့်တွေ့လားဒီမှာလည်းရှိသေးတယ်တွေ့လားဒီမှာလည်း အဲ့တော့မကြည့်ပါဘူးရှင်ဘယ်လိုဖြစ်လဲ မဟုတ်လေမကြည့်ဘူးဆိုလည်းမပြပါဘူးဒီမှာရှိတယ်လို့အဲ့လိုအတနုတွေကလေတော်ယောက်ျားမထိုးရဘူးတအားနာတာကိုလိုယောက်ျားပီသားတဲ့ကောင်တွေမှာထိုးရတာဟိုကောင်အာကားချင်မရှိဘူးနော်တွေ့ဘူးလားဟုတ်တယ်နော် ကောင်းချင်မရှိကိုချင်မရှိ ဒါပေမဲ့ကွန်မန့်ထုတ်မှရှိပါတယ် နော်အဲ့ဒီကောင်ကျွန်တော်ပါလာပြန် အင်းဟိုးဟဲ့လားဒါလောက်စုပ်ပြတ်တတ်နာ ဒီစာထဲမှာပို့တာလေးစာရဆိုရင်တော့ဒီအိမ်မဲအော်နေရှင်ရှောဘကတို့ထိုင်မလားဘာဖြစ်လို့လဲတို့ထိုင်မလားဟိုရှက်ရေမချိုးရသေးဘူးဆိုတော့လေဟိုချွေးတော်နန်လို့အဲ့ဒါ ဟုတ်တယ်နော်မင်းလည်းကွာဟိုမင်းကကြတော့လဲစရာပါလေကိုကလဲစရာမပါလို့ထိုင်နော် မထိုင်မှန်းနဲ့ဟိုကပဲတို့ထိုင်မှာရှင်ကလေညောင်းဘလို့ဖြစ်နေရှောဘတို့ထိုင်မှာဒုက္ခပါဟိုကတို့ထိုင်မှာအော်ဘလို့တွေဖြစ်နေကြတော့ဟဲ့မသား ဗျာအကုန်ပြင်းတယ်အကုန်ကြားတယ်ဘာလုပ်နေဗျာ တူကဘာတူလဲ အော်အဲ့ဒါကိုကြီးတို့အိမ်နာတော့မှာ အိမ်နဲ့နေအိမ်နာလေအဲ့ဒီမှာမသိမှတာငါသူ့မိန်းမနော်သူ့မိန်းမစမ်းတယ်ဆိုတာငါပဲဒီမှာနင်းရလေသလားရုပ်မျက်နှာလေးကလေတော်ချောပါတယ်ကိုလုံးကိုပေါက်လေးကတော်လှတယ်အဲ့ဒါများဟေးနိယုံနိရင်နဲ့တကယ်ကိုပတ်စံချမ်းသာတဲ့ဒိဋ္ဌိကျတထေးတို့ကတ်ပါလားလို့ဟမ်ဘာဖြစ်လို့ငါယောက်ျားလို့ယောက်ျားပီတာပြီးတော့တကိုယ်လုံးတက်တူးအပြည့်နဲ့ဘာမှသုံးစားလို့ရတဲ့ကောင်ဒီလာပတ်တယ်ဟမ်ရှင်ဘာတွေပြောနေတာလဲကျမနဲ့သူနဲ့ဘာမှမဆိုင်ဘူးလေဟိုကျမဘာမှကျေးဇူးရှိလို့ကျမတို့အလိုက်တင်ဆက်ဆံနေတာ ဟာလာအလိုက်တင်ဒါဆိုနေငါ့ကိုဘာဖြစ်လို့မက်ဆေ့ပို့လားဟမ်မက်ဆေ့ပို့လိုက်တယ်ဟဲ့လားနင်မက်ဆေ့ပို့လိုက်တာလားဟုတ်တယ်နော်မစိတ်ပို့တာကြုတ်ပို့လိုက်တာ ဟာရဘယ်လိုပို့နေတာလဲ ဒုက္ခရောက်နေတဲ့မိန်းကလေးတယောက်ကိုမကူညီဘဲနဲ့လိုက်ပြီးတော့ဖွန်ချောင်းနေလို့အမြင်ကဲလို့ပို့လိုက်တာဗျာရှင်းလားဟာကောက်မလား ငါရှုတယ်ဟမ်ဒီမှာပြောတော့ကြားမလားဒုက္ခရောက်နေတဲ့မိန်းကလေးကိုဖွန်ကြောင်နေတယ် မကြောင်ဘူးမဟုတ် ဖွန်ကြောင်နေဆိုတာယောက်ျားရှင်းတာဒီယူမီတာဘူးတွေထားနေတာ ဟုတ်ယောက်ျားရှင်းပြမယ်ယောက်ျားရှင်းပြမယ်မဟုတ်ပါဘူးမိမကူညီတာပါလို့ ကိစ္စကိုနောက်မှရှင်းမယ်အရင်ဆုံးအိမ်ကဖြာလေးကိစ္စကိုရှင်းမယ်နေဖြာလေးကိုပါရိုက်ခဲ့ ဟိုနှစ်ယောက်တော့အပြင်မှာဘယ်လိုတွေဇလန်းသွားနေလဲမသိဘူးနော် ဒါတို့ဖန်တီးရဇက်ပဲသူတို့နိုင်အောင်ကအောင်ပေါ့မဟုတ်ဘူးလား ချိန်မရလို့ပြောမသွားနိုင်ဘူးဆိုရင်လေဖုန်းလေးတော့ဆက်ပေါ့အခုကဖုန်းကိုဆက်ပိတ်ထားရဲဆိုရင်ကိုမရိုးသားတာပဲ အဲ့လိုမဟုတ်ပါဘူးစန်းနေရဲ့ဟိုဖုန်းဆက်ပိတ်ထားတယ်ဆိုတာကလေဟိုလူတွေကကို့ဖုန်းကနေတင်ချေရခံပြီးတော့လိုက်လာမှာဆိုလို့ပြီးတော့အဲ့မိန်းကလေးနဲ့ကိုနေကဘာမှမဆိုင်ဘူးတကယ်ပြောဘာသွားမှမတော့တကယ် ကဲအမတ်မထင်မနဲ့ပါသွားရထားပါအောင်အဲ့မိန်းကလေးပြီးတော့နှစ်ယောက်တောင်ရှိနေရပဲလေကိုကဘာလို့အဲ့တော့ပြန်မလာပဲနဲ့နေနိုင်နေရလဲ အော်စန်နီရဲ့အဲ့လိုဟိုပြန်မလာဘဲနဲ့နေနိုင်တယ်လို့တော့မပြောပါနဲ့ကိုကလေစန်နီနဲ့ဆဲပြီးအကွာမှာတော့မှနေနိုင်တယ်လို့မဟုတ်ပါဘူးကွာ ဒါဆိုအခုဘာလို့နေနိုင်လဲပြော ဆဲပြီးကြော်သွားလို့ ဘာပြောလဲ ဟုတ်တာဒီစိတ်ဖုန်းစန်နီကလေကွာဒီညာကြီးကဘလောက်ငွေလဲဆိုစန်နီကိုယ်တိုင်လာတာသိနေတာပဲကို့မှာကားလည်းမရှိကိုဘယ်လိုပြန်လာလဲချက်ချင်းအဲ့ဒါကြောင့်ပါနော်ဟုတ်ပြီလေအဲ့ဆိုအခုပြန်လိုက်ခဲ့ လိုက်မယ် မေသူကိုဖြစ်ရမှာဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်မေသူနားထောင်ကြည့်လား နားထောင်မယ်လေ ဟိုးရှိတော့အရန်ကိုအထီးကျန်တဲ့ရုပ်ချောချောကောင်လေးတယောက်ရှိတယ်အဲ့ကောင်လေးကရုပ်ရမ်းဖြောင်းတာ
အဲ့တော့သူ့မှာ sorry ရလဲရေးလဲကြည်တာဟောဒါပေမဲ့အဲ့ဒီကောင်တွေကတုံတန်အောင် sorry ဆိုရင်တော့စိတ်ဝင်စားတာမဟုတ်ပြီးတော့အဲ့ကောင်လေးက YBS မောင်းတာဒီလိုတနေ့ကြတော့အဲ့ဒီကောင်လေးကမထင်မဲ့ပဲနဲ့သူ့မောင်းတဲ့ YBS ကားပေါ်ခက်ကြောကြောကောင်မလေးတယောက်တက်လာရောအဲ့နေ့တွေကစပြီးသူကအဲ့ကောင်မလေးကိုတွေ့ချင်းပဲမြင်ချင်းကိုစိတ်ဝင်စားသွားတာ တော်ပြီဆက်မပြောနဲ့တော့အဲ့ဇလန်ရဲ့အဆုံးသက်ကိုမေသူသိရဲ့ အဲ့ဇလန်ရဲ့အဆုံးသက်ကိုမေသူသိရဲ့ အဲ့ဇလန်ရဲ့အဆုံးသက်မှာအဲ့ဒီကောင်လေးနဲ့ကောင်မလေးကချစ်သူတွေဖြစ်သွားကြရဲဆိုပါတော့ မေသူကအဲ့ဒီဇလန်လေးကိုအဲ့လိုဆုံးသက်စေခြင်းလို့လား 要ဖြည်းဖြည်းလို့မေသူကျော်နောက်ဆုံးတော့လေနင်ငါတို့လက်ထဲပဲပြန်ရောက်လာတာပဲမဟုတ်လားအေးထားစမ်းငါအဝမ်းလုံးတော့နင်ငါခိုင်းနေတဲ့လို့ထားပြပါလေငါတို့သားဖားနေရာကိုရှော့တွက်တာဟမ်နင်ရှော့တွက်တာတော့မှားပါလိမ့်မယ်ဟာဒဲဒီမင်းဘာလို့ဝင်လာတာလဲကွာဒဲဒီရဲ့ဒေါသတွေတားပေါ်မှာပဲပောက်ခွဲလိုက်ပါလေမေသူ့လိုလက်ဖြားနေအောင်မထိပါနဲ့ဒဲဒီဟေးနင်ထားစမ်းငါနင်းကိုမကျေနပ်သေးဘူးနင်ထားနင်ကတော်တော်ကိုလူလေလုံနေတယ်ပေါ့လားတော်တော်လဲနေတယ်ပေါ့ဟမ်မိမဘာလုပ်တာလဲမင်းကလုပ်ပြန်ပြီဒဲဒီမေသူ့မထိနဲ့နော်တာမေသူ့အတွက်ဆိုလို့ရှိရင်ဓာတ်တလို့နှလုံးသားနဲ့မုံတရားမရှိတဲ့လူသားပါဒဲဒီဒီကောင်ထုတ်တာသားဘာကောင်လဲမသိဘူးဒီမှာကျမရှင်တို့ရှင်းရှင်းပဲပြောလိုက်မယ်ကျမရှက်တာကိုလုံးဝလက်မထက်နိုင်ဘာဘယ်တော့မှလည်းမချစ်ခဲ့ဘူးဟာနင်အခုတော့ဒီစကားပြောပြီဗောဟမ်နင်လူလည်းမကြနဲ့အေးငါတို့သားဖားနှစ်ယောက်ကလိုချင်တာကိုတော့မရအောင်ယူတတ်တယ်နော်နင်သိပါလေဟဲ့သူ့ကိုချုပ်ထားတာချုပ်သွားအခါနဲ့ခေါ်သွားပိတ်ထားလိုက်ခေါ်သွားကဲမေသူကျော်ကိစ္စကိုကျုပ်တို့ဘာဆက်လုပ်ကြမလဲနည်းနည်းပါးပါးလဲစဉ်းစားမိကြပါဦးဗျာဟုတ်ဘယ်တက်နေမှာလဲကွာငါတို့လည်းတက်နေတော့ကူညီပြီပဲဒီလူတွေလက်ထဲပြန်ရောက်သွားမှာတော့ဟုတ်တယ်မလားဒီတိုင်းပဲကြည့်နေလဲတော့ဘယ်နဲ့လဲဟာဟုတ်တယ်မင်းတော့ဟိုသူကတကယ်ကန်စားစစ်တယ်နော်သွားမပတ်သက်နဲ့နင်းကန်ကိုဒုက္ခတော့မယ်အေးစင်းနေဟိုမရှုံနဲ့ခင်ဗျားတို့အဲ့လိုတော့လေစကားကိုလက်လွတ်စပယ်မပြောနဲ့လေဗျာကျုပ်တို့သုံးယောက်လက်ထဲကနေပါသွားတာကျုပ်တို့လည်းစီလုံးလုံးနဲ့ပြန်ကဲတင်တာဗောမဟုတ်ဘူးလားဟုတ်တယ်ဒါပေမဲ့ကွာမင်းဟိုကတကယ်ဟိုလူတို့တွေကွာတတ်မှာတခုခုဆိုရင်ငါတို့အဲ့ဒီအတွက်တော့ကိုယ့်ဘဝကိုမရင်းနိုင်ဘူးကွာမင်းကလေဟုတ်တယ်မင်းတော့ဟုတ်တယ်ဘာလဲသူတို့ကလည်းကွာသူတို့လိုချင်တဲ့မြေပုံလေးရရင်ပြီးတော့မှာပါဟဲ့စိတ်လျှော့လိုက်စင်ပြေသွားလိမ့်မယ်ဟမ်ခင်ဗျားတို့ကအခုကျတော့ဒီလိုဖြစ်ပြီဗောဟုတ်လားရင်နှုံးကကျတော့မေသူကျော်အတွက်ဆိုလို့ရှိရင်ဘဝကိုသတိမဲ့လူနဲ့အသက်ကိုယ်တော်ရင်းမဲ့လူနဲ့အခုကျဘယ်လိုဖြစ်ကုန်တာလဲဟဲ့လူခင်ဗျားအဆိုးဆုံးပဲနော်ခင်ဗျားပဲခင်ဗျားမိန်းမနဲ့ကွဲကျင်လို့အုတ်ချုပ်ရင်မှုရဲ့ရုံးကန်းအောင်သွားတာအုတ်ချုပ်ရင်မှုအသက်တောင်ကြော်နေပြီဆိုဘာလို့မျိုးလုံးမိတ်ပြနေရလဲမျိုးလုံးပိုးကောင်သွားတာမိန်းမပြီးတော့ရှိသေးတယ်နော်ခင်ဗျားမိန်းမစီကနေခင်ဗျားကွဲကျင်လို့ထွက်ပြေးနေတာမိန်းမပြန်ပြန်ပြီးလို့ပေါင်းနေရတာဆို
မတာမဆို ငါပြောရမှာနောက်ကစကလုံးမပါဘူးနော် အဲ့လိုရှိရစကလုံးလေးအကုန်ပါတယ်ပေါ့ ပါလားဗော ဘာပြောလဲ အောက်ကမှလက်ကစားလက်က ဟုတ်တယ်သိတယ်သူတို့ပြောနေတာ ဘာကိုနဲ့မဆန်းပါလဲဒီမှာခမရလည်းပြောရရှိသေးတယ်ခမရကောက်မလေးကိုဘာမှမတိုးရမတီးရမကိုက်ရတော့စိတ်ပြက်နေတော်ကြာပြီဆိုဟမ်ခမရပဲပြက်တော့မှာဆို ကိုစံနေကိုကြတော့မတို့ရမထီရမကန်ရဆိုတော့ဟိုတယောက်ကိုတော့တို့ရထီရကန်ရရပေါ့ဟုတ်လား ဘာဘူးတို့လည်းမတို့ထီလည်းမကန်လည်းမကန်ဘူးလက်ကလေးကရှောက်ပြောနေတာဟိုပုံရပြောမနေနဲ့ဟိုဒီဟိုကိုအဲ့ကောင်မလေးရိုးရိုးသားသားပဲကူညီတာ ဘာရိုးသားလေမေသူကျော်ဝစ်စားလေးတော့ခမရဟိုနဲ့တော့ချောင်းသေးရလေ ဟုတ်တယ်ထရိုင်းတော့ပွင့်သွားသေးတယ်လေ ကြာဘူးပြရမရချောင်းနေဟမ်မေသူကျော်သွားခဲ့တဲ့ကိစ္စမှာခမရဟိုနှစ်ယောက်မလိုက်တာတေးကြပြီနော်တေးကြရင်ကျုပ်တယောက်တည်းသွားခဲ့မှာနော်အေးရလို့ကကျုပ်တယောက်တည်းယူမှာစဉ်းစားကြနော်ဒါကြီးနော် ယူပါလို့ရှင်ဒီမှာငါကြည့်သူနားမှာရှင်အကုန်ပြည့်စုံနေပြီဟာမလေးမယူပါဘူးငါတို့ကဒီမှာငါမိမရှိတယ်ဘယ်တော့မှမိမမသစ္စာမဖောက်နော်ငါ အိမ်မှာရှင်တာအိမ်မှာ လည်းတက်နိုင်နေတူတော့ကြွမင်းတို့စားလေ စား မင်းတို့ကလည်းကွာစားပါနော် မစားဘူးလို့ပြောနေလေ မင်းတို့မေသူတော့ရင်တော့လေလင်းချင်းကြီးနေပြီ မြေသူဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်နော် ကိုယ်မင်းမတော်ဘူးဆိုရင်လည်းကိုကျင်းနေပါပဲ မြေသူကမှလေပထမဆုံးချစ်ခဲ့တဲ့သူကကိုပါမြေသူယုံကြည်ပေးပါနော်ခုနှစ်ယောက်ကိုလည်းပြောပေးနော်မြေသူကတကယ်ကျေးဇူးတင်ပါတယ်လို့ မေသူတော့ဒါဟိုလူလိုက်လာရင်ဒုက္ခတွေများနေအောင်ပဲတော်လားနော် ဆိုမြေသူသွားရမယ်နော်
ကောင်းလေးမင်းကိုဟိုဟာမမေသူကျော်ကဝေစုဘလောက်ပေးတယ်သူပေးတာတဲ့မင်းကငါပို့ပေးမယ်အဲ့ဒီကောင်မဘယ်နိုင်ငံကိုထွက်သွားတယ်အဲ့ဒါကိုတော့ငါ့ကိုအမှန်တိုင်းပြော ကျုပ်ကဝေစုလို့ရင်တော့ကူညီတာမဟုတ်ဘူးအားနေတဲ့မင်းကလေးတယောက်ကိုခင်ဗျားတို့ဝိုင်းပြီးအနိုင်ကျင့်တာကိုကျုပ်ကမကြည့်ရလို့ကူညီပေးတာ ဟောငါတို့ကဘာတွေများအနိုင်ကျင့်နေလို့တော့ဟမ် မေသူကျော်စီမှာရှိတဲ့ရန်နာမြေပေါ်ခင်ဗျားတို့မရမကအတင်းလိုက်ယူနေကျုပ်မသိဘူးများမှတ်လို့လား ဘယ်တရားမစီမှာရှိတဲ့ရန်နာမြေကိုဟုတ်လားဟာပေါ်သမှာကွာရန်နာမြေကိုမပြောနဲ့ခွေးချပုံတော့မရှိဘူးအဲ့ဒီကောင်မအောင်များမင်းဘာမှမှတ်နေတယ်လူလေဖိုးတော်ဒီမှာအဲ့ဒီကောင်မငါစီကငွေတွေလိန်သွားလို့ငါတို့လိုက်ဖမ်းနေတာမလွန်မန်းသိလို့မင်းကိုအသုံးချသွားတာ ဟယ်လိုဒီမှာတကယ်ပြောနေရလား မင်းကငါပြောပြဘောရှုံးမပေးပါနဲ့ညီမလေးရယ် ကျမကိုမတားပါနဲ့အကိုကြီးရယ်ကျမကိုသိခွင့်ပေးပါကျမနေရပါရှင်ကျမအဖေကလုပ်ငန်းတွေအလိမ်ခံရလို့သူ့ကိုယ်သူအဆုံးစီရင်သွားမှာအမေကလည်းအဲ့ဒီစိတ်နဲ့ပဲဆုံးသွားခဲ့တယ်မရှိမျိုးမရှိတကောင်ချက်ပါဆိုကမှအိမ်ကလည်းအကျွေးနဲ့အသိမ်းခံရတယ်တွားတယ်မကသေးဘူးအဖေရဲ့အကျွေးတွေကလည်းသိမ်းရချီကျန်ခဲ့သေးတာအဲ့ဒါတွေကိုကျမဘလို့ဆက်ရမှာလဲအဲ့ဒါကြောင့်မို့ကျမကိုဆုံးစီမို့ကျန်ခဲ့မိတာပါရှင် ကဲပါညီမရဲ့အခက်အခဲတွေအားလုံးကိုဖြေရှင်းပေးနိုင်တယ်အဲ့တော့ဘာမှအားမငင်နဲ့တော့နော် အဲ့ဒီမှာဒီဟာမအောင်ငါသားယုံသွားတော့တာပဲပို့ဆိုးတာကအဲ့ဒီလူလိမ်မအောင်ငါသားအသေးအတန်ကိုဆွဲလန်းသွားတော့တာကွာငါသားလေးခင်ဗျာမယ်ဒီကောင်မဟန်ပြပြီးအလုံးလုံးနေတဲ့ဘားဆိုင်ကိုနေတိုင်းသွားပြီးဒစိမ့်စိမ့်ကိုကျွေနေတော့တာအဲ့ဒီမှာလေဒီဟာမကသူ့စီမှာအကျွေးသိန်း900ရှိတယ်ဒီသိန်း900ကိုငါသားကဆက်ပေးလို့ရှိရင် तू ကငါသားကိုလက်ထပ်ပါမယ်ဆိုပြီးအဲ့ဒီအစားပြီးမာယာသုံးတော့တာပဲငါလည်းငါသားကိုသိတ်ချစ်တာအဲ့တော့လေဒီကောင်မအောင်ငါသိန်း900ထုတ်ပေးလိုက်တယ်အဲ့ဒီငွေတွေရသွားကြတဲ့ကဒီကောင်မကငါသားကိုဟိုနေ့လက်ထပ်ပါမယ်ဒီနေ့လက်ထပ်ပါမယ်ဆိုပြီးအကွက်တွေရွှေ့တော့တာပဲ ခင်ဗျားပြောနေရတယ်အားလုံးတကယ်ပဲလားကျုပ်မြင်တာကတော့မေသူကျော်စီကရန်နာမြေပေါ်ခင်ဗျားသားအတင်းလိုက်လူနေတာပဲကျုပ်မြင်နေတာ ဟာလာပြမိကွာဒီရတနာမြေပုံဆိုတာကြီးอ่ะဟဲ့ဘာရတနာမြေပုံမှမရှိဘူးအဲ့ဒါအတူဒီကောင်မလောက်ကြံဇက်လန်းကြီးရှောက်ပြောနေတာမင်းကငါကုံပြောလိုက်မယ်အဲ့ဒီလူလိမ်မလေငါစီကသိန်း900ရရုံနဲ့မကဘူးနောက်ထပ်သိန်း100ထပ်တောင်းမိတယ်သိန်း100ရလို့ရှိရင်ငါသားကိုချက်ချင်းလက်ထပ်ပါမယ်ဆိုလို့ငါထုတ်ပေးလိုက်တယ်အဲ့ဒီငွေရသွားတဲ့ဒီကောင်မလစ်သွားတော့တာပဲဒါကိုငါမသိငါလို့ချက်ချင်းလိုက်ကြည့်တာအဲ့မှာမင်းကားနဲ့ပါသွားတာ လူကိုလိန်တာကိုကျုပ်ခံနိုင်တယ်ကျုပ်နှလုံးသားကိုလှည့်သားတော့လုံးဝသီးမခံနိုင်ဘူးနော် မင်းကဘာဖြစ်တယ်လဲ ဘယ်နဲ့မိမလာကျုံလို့တင်စားတဲ့တက်ကစုံမှာကျုပ်၄နှစ်တိတိကြောင်းတက်ခဲ့တာကျုပ်ချစ်ရမဲ့သူဆိုတရားမှမတွေ့ခဲ့ဘူးထီကျန်လာလဲကျွန်တော်ရဲ့ဘဝမှာချစ်ရမဲ့သူဆိုသူတယောက်တည်းကိုပဲကျုပ်တွေ့ခဲ့တာပါဗျာ ဒီလိုဘာသာလို့နေတာလေချစ်တယ်အသက်တယ်အနှစ်တယ်ငါအဲ့ဒါကြားချင်ဘူးငါသိချင်တာအဲ့ဒီကောင်မဘယ်နိုင်ငံကိုထွက်နေတာလဲအဲ့ဒါပဲပြော ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ သိလေဒေါသထွက်နေပါနဲ့ငါသားရာ
ဒီကောင်ကဟိုကောင်မနဲ့တစ်ဖွဲ့တည်းမဟုတ်ဘူးကွာမင်းလိုပဲသူ့ကိုလည်းဟိုကောင်မအသုံးချသွားတာ ဟုတ်ပါတယ်ဗျာခင်ဗျားတို့စီရတာဒီကိစ္စကိုကျုပ်မသိဘူးဆိုလို့ရှိရင်အဲ့ဒီဟာမောက်လေသူများတွေဝိုင်းပြီးအနိုင်ကျင့်ခံနေရတဲ့တနာစရာမိန်းမတစ်ယောက်ဖြစ်နေကျုပ်ကဆက်ပြီးတော့မြင်နေအောင်ပါဒါနဲ့ဟဲ့မေတူလေးပမာနဲ့ဘာဖြစ်တာလဲအဲ့လိုပဲကျုပ်လည်းဘန်ကောက်မှာဆိုတာပဲသိတာဗျဟိုလိပ်စာတော့အတိအကျမသိဘူး တယ်ဒီလိမ့်စာတော့အတိအကျမသိဘူးတဲ့ ဘာဖြစ်တာလဲခေါ်ပါပဲ ကဲပါဗျာခင်ဗျာအဲ့လောက်ကြီးလဲငုံမနေစမ်းပါရှင်မခင်ဗျာကျုပ်ပြောတော့သေချာနားတော့ခင်ဗျာရဲ့ခံစားချက်ကိုကျုပ်ကိုချင်းစားတယ်အေးကျုပ်ကိုယ်တိုင်လည်းမခံမရက်နိုင်အောင်ကိုနော်ခံစားရတယ်ဘယ်နဲ့ဗျာအရန်ကိုချစ်တဲ့ယောက်ျားတွေကအသေးနှလုံးမှာလှည့်စားသွားတဲ့အဲ့ဒီမိန်းမကိုပြန်ပြီးတော့ကလေးစားချီရကုန်ကုန်ပြောမယ်ဗျာကျုပ်မှရှိတဲ့အိမ်တွေခြံတွေကားတွေကျုပ်အကုန်ရောင်းမယ်ပြီးရင်ဘန်ကောက်ကိုလိုက်သွားပြီးအဲ့ဒီဟာမောက်မတွေ့မကြည့်ကျုပ်မြင်းလန်းရှာမယ် အေးမင်းလိုက်သွားမယ်ဆိုရင်မင်းပစ္စည်းတွေရောင်းနေကြာနေလိမ့်မယ်ငါငွေထုတ်ပေးလိုက် ဟုတ်တယ်ဒဲဒီတူလို့တော့ငွေကိုထုတ်ပေးလိုက်ပါအေးဒါပေမဲ့တခုတော့ရှိရဲ့ဟဲ့မင်းမေသူကြောက်တွေ့လို့ရှိရင်ဘာမှမလုပ်နဲ့ငါစီကိုအရှင်လက်လက်ပြန်ပို့အေးပို့တဲ့ပတ်စံနေတော့မင်းယူလိုက်ကွာ ဟာကြိုက်တယ်အဲ့ဒီစိတ်ဓာတ်ကိုကြိုက်တယ် လို့ပြောနေတော့အနိုင်မကြည့်နဲ့တော့ ဟဲ့ဘာဖြစ်နေကြလဲ မမလူကမမကောင်ကလုံးဝသစ္စာမရှိ ဘာလို့သက်ဆောင်မရှိရလဲ ဘူးဘာလို့သစ္စာမရှိရမလဲမေသူကြောက်ပုံဖုန်းနံပါတ်ဆက်ပြီးကြည့်နေတာကျွန်တော်တွေ့တယ် အမိုးပါလို့တော့မဟုတ်ဘူးတော့မဟုတ်ဘူး ဟေးဘာမဟုတ်လေခင်ဗျားခိုးကြည့်နေတာကျုပ်တို့အားလုံးတွေ့တယ် အမိုးပါဘူးကွာဟိုကြည့်နေမေသူကြောက်မဟုတ်သူ့ပုံကြည့်နေသူက ဟုတ်တူပုံလေကျမတို့အားလုံးကရှင်သူ့ပုံကိုချင်းလိုက်တာလေကိုကို ဟမ် ဖုန်းပေး မရှိဘူးမပေးဘူး ကိုကိုဖုန်းပေးလို့ပြောနေနော် ဘာမှမရှိဘူး အခုမှတော့တောင်းနေတယ်သူဖြတ်ပြီးနေတော့ ကိုပြောမေသူကျော်နဲ့ဘာမှမဖြစ်ခဲ့ပါဘူးဆိုဘာလို့ဖုန်းထဲမှာသူ့ပုံနဲ့ရှိနေရလဲ မရှိပါဘူးဘာပုံမှမရှိဘူးလည်းကသူတို့ရှောက်ညုံဘာမှမရှိဘူးသူနဲ့ပတ်လည်း ခင်ဗျားမရှိဘူးဆိုလို့ရှိရင်မမအခုချက်ချင်းလက်ထပ် ဟဲ့ခုစချင်းဦးလေဟို तू ကဟိုသူ့ရဲ့ miss ပြိုင်မရှိသေးတယ်လေအဲ့မျိုးလက်ထက်မှာလေငါစီစဉ်ထားပြီးသား ရရဲကိုဘာမှမဖြစ်ဘူးစန်နီမစ်ပြိုင်ဝင်ပြိုင်တော့အရင်တော့ဆိုလို့ရှိရင်လက်ထပ်ဖို့အတွက်ကိုနေ့တိုင်းဒီပါနှစ်ဖူးနှစ်စာလုပ်နေတဲ့လူကအခုကျမှအချိန်ဆွဲတင်နေရပေါ့တေးကြပါတဲ့ကိုဖောက်ပြန်နေပြီ ဟောမဟုတ်ပါဘူးဟိုရီမချက်တွေရှိတဲ့အတိုင်းပဲလုပ်ကြပါလေ ဘာမှမရှင်းပြနဲ့မောင်လေးဟမ်မမတို့လက်မှတ်ထိုးဖို့အမြန်ဆုံးစီစဉ်လိုက်တော့ စီစဉ်မယ်အခုချက်ချင်းကိုစီစဉ်မယ် ဟာရဲ့မင်းဒီလိုနေလို့ပြောမှလားကွာတယ်လေ အားကွာ မျက်နှာလေးပေါ့မင်းတို့မျက်နှာလေးကိုပဲမြင်နေပြီတယ်တယ်လေ တော့ဘယ်လိုဖြစ်လဲ တော့မကန်စားနိုင်ဘူး ဟောမခံစားနိုင်လေဒီတိုင်းပဲဖွင့်ပြီးနေသားမှာအဲ့ဒါဒီဥဒ္ဒရာမင်းကမတိုင်းတဲ့တူလို့ငါကြောက်တော့မှလုံးရင်လည်းလုံးလာလုံးဘလို့ကောမသိဘူးကွာဒီမှာအဖေမင်းတို့ကိုရှာခိုင်းထားတယ်လေကသားရဲ့အစင်ပြေတော့မှပါသားရဲ့အချိန်တန်ပြလာမှာပေါ့ကွာအလာရောနေမင်းတို့ပါတယ်လေးပါကြားနေတယ် ဒီခွင်ရထွက်သွားပြီးတည်းကအကြောင်းမှလည်းမကြောက်ဘူးကျွန်တော်တို့ကလည်းအဆက်အသွယ်မလုပ်ပါဘူး အဲ့ဆို Facebook တို့ဘာလို့မအောင် Facebook ပေါ်မှာလည်းကျွန်တော်တို့အကုန်လုံးဘလော့သွားတယ်အာစီလုံးဝရှာလို့မတွေ့ပါဘူးဗျာအဲ့ဆိုသူ့အိမ်ကပတ်ဝန်းကျင်ပါရောနဲပါ အိမ်တွေရောကားတွေရောတခါတည်းရောင်းသွားတယ်အာစီဟုတ်ပါတယ်အာစီတကောင်စင်းမှာပြောင်းသွားတာတဲ့ ဟာဟေးအစာနာပြောက်သွားရင်တော့မေတို့တွေ့လို့စိတ်မထိန်နိုင်ပဲတတ်မိပြီဟိုမှာထောင်ရချနေပြီလားမသိဘူးတော့ ဟာချစ်နိုင်ဘာပြောမှပဲဒယ်ဒီလည်းစဉ်းစားပြီးတော့
မင်းထွန်းဆိုတဲ့ကောင်မင်းသူကျော်ကိုတတ်ပြီးတော့ထောင်မဲကြနေသလားဒါမှမဟုတ်ရင်ဒီကောင်သူများနိုင်ငံမှာဘာလို့မှမသိပဲကိုပဲတတ်တယ်ဗလားတခုတော့တခုပဲသားကြီး နေသူ့ကိုလူလိန်တယောက်မှန်တည်သွားလို့အချစ်တွေရော့သွားပြီလား ဘာဆိုင်လို့လဲမေသူရဲ့အချစ်မှာဘာကြောင့်ဆိုပြီးကန့်သက်ထားတာမှမရှိတာပြီးတော့အခုဆိုရင်ကိုလည်းမေသူ့လိုပဲလူလိန်တယောက်ဖြစ်သွားပြီဟုတ်တယ်ကိုမေသူစီကိုလိုက်လာဖို့တော့ကို့မှာခီးစိတ်မှမရှိတာအဲ့ဒါဟိုလူကိုအယုံသွင်းပြီးတော့သူတို့စီကနေခီးစိတ်တွေကိုလိန်နေသေးတယ်အခုဆိုရင်သူများစိတ်နဲ့ဘယ်တော့ပြောဖို့ကောင်းလဲဟုတ်ဘူးလား ဟုတ်တယ်နော်